လန်ဒီဝီစာပြီးမှဖြန့်ချီတဲ့စာရေးဆရာတင်မောင်မြင့်ရဲ့ငားတိန်ခဲကိုဘယ်သူနေရာရွှေ့ထားသလဲမူရင်းကတော့ Dr. Spencer Johnson ရဲ့ Who Moved My Cheese စာအုပ်ပင်ဖြစ်ပါတယ်အခုစာဖတ်သူကတော့ကျွန်တော်တီးဟာလူလိမ့်မယ်ဖြစ်ပါတယ်ခင်ဗျာဇလိုင်းနောက်ွယ်မှဇလန်ကင်းနဲ့ Blanchard PhD ဒီဇလန်ကိုပြောပြဖို့ကျွန်တော်အရန်စိတ်တွေလှုပ်ရှားနေပါသည်အကြောင်းမှာဒီဇလန်ကလေးသည်စာအုပ်အဖြစ်ရေးသားပြီးစီးနေပြီးကျွန်တော်တို့အားလုံးဖတ်ဖို့အသင်ဖြစ်နေအချင်းချင်းမျှဝေခံစားဖို့အသင်ဆောင်နေသောကြောင့်ဖြစ်ပါ၏ကျွန်တော်မြင်ချင်းဒီမှာလဲဒါပဲဖြစ်ပါသည် Spencer Johnson ကဒီတိန်ခင်းဇလန်ကိုသူမရေးခင်နှစ်ပေါင်းများစွာစောပြီးကျွန်တော်အားပြောပြခဲ့ပါသည်သူနဲ့ကျွန်တော်ပူးတွဲရေးသားထုတ်ဝေအောင်မြင်ခဲ့သည့်10မိနစ်မန်နေဂျာမထွက်မီနှစ်ပေါင်းများစွာကဖြစ်ပါသည်ကျွန်တော်ပြန်တွေးကြည့်တိုင်းဒီဇလန်ကလေးအနှစ်သာရကိုသတိရနေတတ်၏ပထမဆုံးကြားဘူးချိန်မှစာ၍ကျွန်တော်ကိုအတိုင်းအဆမရှိအားတက်စေခဲ့သည့်ဇလန်အကူအညီပေးခဲ့သည့်ဇလန်ဖြစ်ပါသည်ဘဝတင်ခဲသို့မဟုတ်ငါးတင်ခဲကိုဘယ်သူနေရာရွှေ့ထားသလဲဇလန်မှာဝင်ကဘာတဲတွင်တင်ခဲရှာနေသည့်ဇက်ကောင်၄ဦးတို့အပြောင်းလဲတီးဟူသောလမ်းကျိုးလမ်းသွယ်လမ်းငယ်လမ်းကွေများနှင့်ကြုံရဆုံရသည့်ဇလန်ဖြစ်ပါသည်တင်ခဲမှာကျွန်တော်တို့၏ဘဝပန်းတိုင်ကိုတင်စားထားခြင်းဖြစ်၏အလုတ်ကင်ဖြစ်ခြင်းဖြစ်မည်ပေါင်းသင်းဆက်ဆံမှုဖြစ်ခြင်းဖြစ်မည်ငွေကြေးဖြစ်ခြင်းဖြစ်မည်အေယာမအင်ကြီးတစ်ဆောင်ဖြစ်ခြင်းဖြစ်မည်လွတ်လပ်မှုကျန်းမာရေးစိတ်ငြိမ်းချမ်းမှုကြော်ကြားမှုအားလုံးဖြစ်နိုင်သည်နောက်ဆုံးလမ်းလျှောက်ခြင်းနှင့်ကောက်တီးရိုက်ခြင်းလည်းဖြစ်ခြင်းဖြစ်မည်ကျွန်တော်တို့သည်ဒိန်ခဲဆိုတာဘာလဲဟူသည့်အတိတ်ပဲကိုကျွန်တော်တို့ကိုယ်ပိုင်အတွေးခေါ်ဖြင့်ဖွင့်ဆိုကြရပါလိမ့်မည်ကျွန်တော်တို့အားလုံးဒိန်ခဲနောက်ကိုလိုက်နေကြရပါသည်ဒိန်ခဲသည်ဘဝ၏ပျော်ရွှင်မှုခြေနှက်မှုကိုပေးနိုင်ခြင်းကြောင့်ဖြစ်ပါ၏ဒိန်ခဲကိုရပြီဆိုရင်ကျွန်တော်တို့တန်းတန်းဆွေးဖြစ်ကြရသည်ရှာမတွေ့လျင်သို့မဟုတ်စားနေကြနေရမှဒိန်ခဲပျောက်ကွယ်သွားလျင်ကျွန်တော်တို့စောက်တီရမရဖြစ်ကြရသည်ဒီဇလန်မှာဝင်ကဘာမှာတင်လိုခြင်းရာကိုလိုက်လံရှာဖွေနေရတွင်ကုံဆုံးသွားသည့်အချိန်ကာလ၏နမိတ်ပုံဖြစ်ပါသည်ဝင်ကဘာသည်တင်အလုံးလုံးနေသည့်အဖွဲ့အစည်းတစ်ခုလည်းဖြစ်နိုင်သည်တင်ကျင်လည်ကျက်စားရာလူမှုအဖွဲ့အစည်းတစ်ခုလည်းဖြစ်နိုင်သည်တင်ဘဝ၏ပေါင်းတင်ဆက်ဆံမှုနယ်ပယ်လည်းဖြစ်နိုင်သည်ခမည်းအခုဖတ်တော်မူဒိန်ခဲဇလန်ကိုကျွန်တော်စကားဦးတန်းပါမည်ဒီဇလန်ကိုကျွန်တော်အကြောင်းထက်လက်အောင်လူတော်တော်များများကိုပြောပြခဲ့ပြီးဖြစ်ပါသည်သူတို့၏တုံ့ပြန်မှုများမှာတဦးနှင့်တဦးမတူပဲကွဲပြားခြားနားနေကြောင်းကိုတွေ့ရပါသည်ယုံနိုင်ကြမလားမသိပါဒီဇလန်တို့ကလေးသည်ဘဝအထွေထွေကိုအကျိုးပြုခဲ့ပြီးဖြစ်ပါသည်ရင်းတို့အထဲတွင်ငွေကြေးစုဆောင်းမှုများအိမ်နာမှုဖျားတဲ့ကိစ္စများနှင့်လူဘဝပေါင်းစုံအဖုံဖုံအလီလီပါဝင်လေသည်တကယ်ဘဝမှာဖြစ်ရမှန်တစ်ခုကိုကျွန်တော်ပြောပြပါမည်ချာလီဂျုံးသည် NBC TV မှနာမည်ကျော်ရုပ်သံလွှင့်ကြေညာသူလူယိုသေးရှင်ယိုသေးသတင်းထောက်တစ်ယောက်ဖြစ်ပါသည်သူသည်ဒိန်ခဲဇလန်ကိုကြားပြီးနောက်လုပ်ငန်းခွင်အကျက်တေးထဲမှရုံးထွက်နိုင်ခဲ့သည် TV သတင်းကြေညာရသည့်သူ့အလုပ်မှာအလွန်ရှားပါးသည့်အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုဖြစ်သည်သို့သောသူလေ့လာစီးပူးထားသည့်သီဝရီများသည်လူတိုင်းသုံးစွဲနိုင်သည့်ဥပဒေသားများဖြစ်သည်သူ့ဇလန်မှာဤသို့ဖြစ်ပါ၏ချာလီသည်အလုပ်ကိုအဟုတ်ကြိုးစားသည့်လူတစ်ယောက်ဖြစ်သည်ကြိုးစားသလောက်လည်းသူအောင်မြင်သည်ပြီးခဲ့သည့်အိုလံပစ်ပွဲတော်တွင်ပြေးခုံပြေးသတင်းများကိုလှလှပပသတင်းယူထုတ်လွှင့်နိုင်ခဲ့သည်ပြေးခုံပြင်းနှင့်သူအထာကျနေပြီထိုစဉ်သူ့အထက်လူကြီးကသူ့ကိုဌာနပြောင်းပစ်လိုက်သည်လာမည့်အိုလံပစ်တွင်ရေကူးနှင့်ဒိုင်ဗင်ကိုတာဝန်ယူရမည်တဲ့ဒီကဏ္ဍနှစ်ခုစလုံးကိုသူမကျွမ်းကျင်သူအစိတ်ပြက်ကြီးပြတ်သွားသည်ဒေါ်လဲပွားသည်သူ့ကိုမထီလေးစားလုပ်ခြင်းဟုစိတ်ထဲခံစားနေရသည်သူ့ပေါ်အထက်လူကြီးများလှုပ်ပုံလုံးဝမတရားကြောင်းသူကထုတ်ပြောသည်သူ့ဒေါသသည်သူလုပ်သည်များအလုပ်ကိုတဖြည်းဖြည်းထိခိုက်လာသည်ဒီအချိန်တွင်ဒိန်ခဲဇလန်ကိုသူကြားလိုက်ခြင်းဖြစ်သည်ဒီတော့မှသူ့ကိုယ်သူရီမောမိတော့၏သူ့အတွေးမြင်များလည်းပြောင်းလာသည်သူ့ထက်လူကြီးသည်သူ့ဒိန်ခဲကိုနေရာရွှေ့လိုက်ခြင်းဖြစ်ကြောင်းသူသဘောပေါက်သွား၏တပြိုင်တည်းတွင်ဇလန်ကိုအသုံးချတော့သည်ရေကူးနှင့်ဒိုင်ဗင်အကြောင်းထဲထဲဝင်ဝင်လေ့လာသည်ဒီတော့မှကိုမကျွမ်းသည့်အသစ်ဆန်းတစ်ခုနောက်ကိုလိုက်ရခြင်းမှာပျော်စရာကောင်းကြောင်းသိလာသည်လူလဲလန်းဆန်းနှုတ်ပြလာသည်မကြာခင်ကာလအတွင်းသူ့အားဆိုင်မှုနှင့်သူ့သဘောထားကိုသူ့ဆရာအတိမတ်ပြုရတော့၏နောက်တော့ပို၍အရေးပါအရာရောက်သည့်လုပ်ငန်းတာဝန်များချပေးတော့သည်ဤသို့ဖြင့်စ조사မှု၏အသီးအပွင့်များကိုတောက်လျှောက်ခံစားရတော့သည်နောက်များမကြာမီဘောလုံးပွဲကြီးညာထုတ်လွှင့်သူဘဝဖြင့်နိုင်ငံကျော်သွားလေတော့သည်ဒီဖြစ်ပျက်မှာတကယ်ဘဝဖြစ်စဉ်များစွာထဲမှတစ်ခုမျှသာဖြစ်ပါသည်ဒီဇလန်ကလေးပဲ့တင်တန်ကိုလူအများပြားထံမှကျွန်တော်ပြန်ကြားပါသည်သူတို့၏လုပ်ငန်းခွင်ဘဝအိမ်အောင်ရေးဘဝချီရေးချစ်ရာဘဝများပါ
ဒိန်ခဲ၏ဩဇာတက်ရောက်မှုကြီးမားလှကြောင်းတွေးရှိရပါသည်ဒီဇယ်လန်၏ခွန်အားကိုအခိုင်အမာယုံကြည်သူဖြစ်သည့်အလျောက်ကျွန်တော်သည်စာအုပ်ရိုက်မပြီးခင်ဖောင်စိမ်းများကိုမိတ္တူပွားပြီးကျွန်တော်တို့ကုမ္ပဏီတွင်အလုပ်လုပ်နေကြသည့်လုပ်ဖော်ကိုင်ဘက်လူ200ကိုဖြန့်ဝေခဲ့ပါသည်။ဘာကြောင့်ကျွန်တော်ဒီလိုလုပ်ဖြစ်ခြင်းပါလဲ။အကြောင်းမှာအမြဲတမ်းအပြောင်းလဲရှိနေသောကျွန်တော်တို့၏ Blanchett ဖွံ့ဖြိုးမှုသိပ္ပံသင်တန်းသည်အခြားသောကုမ္ပဏီများကဲ့သို့ပင်အခိုင်အမာရပ်တည်နေလိုသည်သာမကပဲအနာဂတ်တွင်အပြိုင်ဆိုင်များနှင့်ပကုံးချင်းရှင်နေလိုခြင်းကြောင့်ဖြစ်ပါသည်။ကျွန်တော်တို့၏ဒိန်ခဲသည်အစဉ်အမြဲရွှေ့ပြောင်းခံနေရသည်။ဟိုတစ်ချိန်ကကျွန်တော်တို့သည်ကုမ္ပဏီပေါ်တစ္ဆာရှိသည့်အလုပ်သမားများကိုသာလူချင်းခဲ့ကြသည်ယနေ့မူအလျှော့တင်းလုပ်တတ်သည့်မီးစင်ကြီးကားတတ်သောလူတွေသာကျွန်တော်တို့လူချင်းသည်တမယူးကြလမ်းကြောင်းပေါ်ကမစင်းကျင်သူများအောင်မလူချင်းတော့သို့ပါတော့လေတည်တော်မူကြသည့်အတိုင်းအပြောင်းလဲများနှင့်တစ်ချိန်လုံးရင်ဆိုင်ကြုံတွေ့နေရသဖြင့်ဘဝအမောများသည့်သာလူတို့ကိုလွှမ်းခြုံထားပြီးစိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်လျက်ရှိကြပါ၏တခုရှိပါသည်အပြောင်းလဲဆိုသည့်အတိတ်ဘယ်ကိုချင်းကပ်ရှုမြင်ပုံနီလန်တစ်မျိုးမျိုးကိုရှာဖွေတွေ့ရှိပြီးနားလည်နိုင်လျင်မူတက်တာနိုင်ပွဲရှိပါသည်ဒိန်ခဲဇက်လန်ပြန်စားကြပါစို့ကျွန်တော်ကသူတို့ကိုဇက်ကြောင်ပြောပြပြီးတော့လဲထပ်ဖတ်ဖို့တိုက်တွန်း၏စိတ်သက်ကြခြင်းဖြစ်နေရင်လုံးဝအားတက်လာမည်ဟုအာမခံကြောင်းပြောပြရ၏ကျွန်တော်လုပ်ငန်းခွင်ဌာနပေါင်းစုံမှာလူတွေတယောက်ပြီးတယောက်အတွေးမြင်လမ်းကြောင်းတွေပြောင်းကကျွန်တော်ကိုကျေးဇူးတင်ကြောင်းဒီစာအုပ်ကလေးကသူတို့အားမြည်၍မြည်မျှအကျိုးပြုကြောင်းလာပြောကြ၏ကျွန်တော်တို့ကုမ္ပဏီတွင်ဖြစ်ပေါ်နေသည့်အပြောင်းအလဲကိုရှုထောင့်တစ်မျိုးမှသူတို့ကြည့်မြင်နိုင်ပြီဖြစ်ကြောင်းလည်းတင်ပြကြ၏ကျွန်တော်ယုံပါဒီစာအုပ်ကလေးကိုဖတ်ဖို့အချိန်နည်းနည်းကလေးသာကုန်ပြီဖြစ်ပါသည်သို့သောစာဖတ်သူအတွက်တစ်သက်လုံးအကျိုးရှိနိုင်ပါလိမ့်မည်စာအုပ်ကလေးကိုဖွင့်လိုက်သည်နှင့်အခန်း3ခန်းပါကြောင်းတွေ့ရပါလိမ့်မည်ပြန်လည်၍တွေးဆုံကြခြင်းကျောင်းနေပဲတငယ်ချင်းတိုက်စုဝေးပြီးသူတို့ဘဝများမှာတွေးကြုံရသည့်အပြောင်းအလဲကိုမြည်တို့မြည်ပုံရင်ဆိုင်ကြပုံအကြောင်းများဖလှယ်ကြသည့်မြင်ကွင်းဖြစ်သည်ဒုတိယအခန်းမှာငါဒိန်ခဲကိုဘသူနေရာရွှေ့ထားသလဲဟူသည့်ပင်မဇက်လန်နှင့်တတိယအခန်းမှာပြန်လည်ဆွေးနွေးခြင်းဖြစ်ပါသည်ဒီအခန်းမှာတငယ်ချင်းတိုက်ကဒီဇက်လန်၏အဓိပ္ပာယ်ကိုဖွင့်ဆိုပြီးသူတို့လုပ်ငန်းခွင်တွင်မြည်တို့မြည်ပုံအသုံးချကြမည့်အကြောင်းအသီးသီးဆွေးနွေးခန်းဖြစ်ပါသည်ကျွန်တော်ဖြန့်ဝေသည့်ဖောင်စိမ်းစာအုပ်ကိုဖတ်သူကျွန်တော်ဌာနမှအချို့လူများကတော့နောက်ဆုံးအခန်းကိုမဖတ်ဘဲခြံထားကြ၏သူတို့ဘာသာသူတို့အဓိပ္ပာယ်ကောက်မြည်ဆိုသည့်သဘောအချို့ကမူဇက်လန်နောက်ဆက်တွဲဆွေးနွေးခန်းကိုကြိုက်ကြသည်ဖတ်ပြီးတော့သူတို့စဉ်းစားတွေးခေါ်မှုကိုလှုပ်နိုးပေးသည်နှင့်တူကြောင်းပြောကြ၏သူတို့ဆွေးနွေးပုံနှင့်မိမိတို့အခြေအနေပေါ်မူတည်ပြီးမြည်တို့အသုံးချရမည်ကိုကောက်ချက်ဆွဲနိုင်သည်ဟုမြင်ကြ၏မြည်တို့ရှိစေဒီစာအုပ်ငယ်သည်ပြန်ဖက်တိုင်းအသစ်သောအတွေးအမြင်တစ်မျိုးမျိုးကိုရရှိသည်မှာကျွန်တော်လက်တွေ့ဖြစ်ပါသည်ဒီအတွေးအမြင်သည်တင့်ကိုအပြောင်းအလဲနှင့်ရင်ဆိုင်ဖို့အထောက်အကူပြုပါလိမ့်မည်ပြီးတော့အောင်မြင်မှုလမ်းကြောင်းပေါ်သို့ပို့ပေးပါလိမ့်မည်သင်ရှာဖွေတွေ့ရှိသမျှတင့်အတွက်အကျိုးရှိပါလိမ့်မည်ကျမ်းပါပါစေဒိန်ခဲနဲ့အတူလိုက်ရွှေ့နေဖို့သတိကလေးကတ်ထားပါ Kenneth Blanchett San Diego 1998ငါဒိန်ခဲကိုဘယ်သူနေရာရွှေ့ထားသလဲပြန်လေတွေးဆုံကြခြင်းချီကာဂိုမြို့၏နေသားသောတနင်္ဂနွေနေ့ဖြစ်ပါသည်နေ့လည်စာဆူစားဖို့တငယ်ချင်းတွေတစုတဝေးကြီးပြန်လည်ဆုံတွေ့သည့်ပွဲဖြစ်၏မနေ့ကလည်းထက်တန်းចောင်းသားဟောင်းများပြန်ဆုံပွဲလုပ်ပြီးဒီနေ့ပွဲမှာမကြည်ပွဲဖြစ်၏စကားတွေပြောလို့မဝကြသည်တယောက်ကြောင်းတယောက်သိကျင်ကြားကျင်ကြသည်အစားအသောက်တွေတဝကြီးစားကြအားရပန်းရရေမောနောက်ပြောင်ကြပြီးနောက်မှစကားဝိုင်းမှာလေးနက်သည့်အကြောင်းအရာစီသို့ဦးတည်သွားလေသည်တစ်ချိန်လုံးကအတန်းထဲတွင်မျက်နှာအပွင့်ဆုံးအင်ဂျလာကစကားဆသည်ဘဝဟာဒီလောက်ကြီးပြောင်းလဲသွားလိမ့်မယ်လို့အကြောင်းမှာတော့ငါမတင်ခဲ့ဘူးတကယ်ကိုအပြောင်းလဲကြီးပြောင်းလဲသွားကြပြီနော်ဒါပေါ့တီတီချာချာကိုပြောင်းလဲသွားကြတာနေတန်ကအင်ဂျလာကိုထောက်ခံလိုက်ခြင်းဖြစ်နေတန်မှာမိသားစုလုပ်ငန်းထဲဝင်လိုက်ကြောင်းတငယ်ချင်းအားလုံးသိကြသည်သူ၏လုပ်ငန်းမှာသူတို့မြို့ကလေးတွင်သူတို့ငငယ်တုန်းကအတိုင်းအတက်ကြမရှိဆက်သွားနေကြောင်းလဲအားလုံးသိထားကြ၏သူကပြောင်းလဲမှုသဘောကိုစိတ်ပါလက်ပါဝင်ဆွေးနွေးတော့တငယ်ချင်းအားလုံးအံ့ဩနေကြသည်သူကမေးခွန်းထုတ်သည်ဒါပေမဲ့ပြောင်းလဲမှုနဲ့နှစ်ဖူးတွေ့ဒူးတွေ့ကြုံရတဲ့အခါငါတို့တွေအပြောင်းလဲကိုလက်မခံချင်ကြဘူးဆိုတာကိုမင်းတို့သတိထားမိကြရဲ့လားကာလော့စ်ကဝင်ဆွေးနွေးသည်ငါထင်တော့အပြောင်းလဲကိုလက်ခံရမှာငါတို့ကြောက်နေတာဖြစ်မယ်နင်ကကျောင်းတော့ဘောလုံးအသင်းကပတိန်ပါဟဲ့အကြောက်တရားအကြောင်းနင်ပြောလိမ့်မယ်လို့ငါဘယ်တော့မှမထင်ခဲ့ဘူးဂျက်စီကာကဝင်ထောက်တော့အားလုံးရေကြသည်သူတို့အားလုံးသည်ဘဝလန်းအသွေးတဲ့သို့အသီးသီးဝင်ရောက်ရှောက်သွားကြရတော့ညာလေအိမ်အလုပ်လုပ်နေကြရသူများမှကုမ္ပဏီမန်နေဂျာများအထိပါ၏သူတို့အားလုံးသည်အပြောင်းလဲကိုရင်ဆိုင်ဖို့ဝင်လေးသည့်နေရာတွင်တူ
တူညီနေခြင်းကြောင့်ရေမောမိကြခြင်းဖြစ်လေသည်လွန်ခဲ့သောနှစ်များအားသူတို့ကိုယ်စီတွေ့ကြုံခဲ့ရသည့်ပြောင်းလဲမှုများကိုဖျက်ဆီးကျော်လွှားဖို့သူတို့အားလုံးကြိုးစားခဲ့ကြရသည်တကယ်အပြောင်းလဲနှင့်ရင်ဆိုင်ကြုံတွေ့သည့်အခါပိုင်နိုင်ကိုင်းတွင်နိုင်သည့်နီလန်းမျိုးမတွေ့ကြောင်းသူတို့အများစုကဝန်ခံကြသည်ဤတွင်မိုက်ကယ်စဆွေးနွေးသည်ကိုလည်းပြောင်းလဲမှုကိုကြောက်ခဲ့တာပဲတို့လုပ်ငန်းထဲမှာအေယာမအပြောင်းလဲတွေဖြစ်လာတော့ကိုတို့အားလုံးဘာလို့ဘာကိုင်းရမှမသိအောင်ဖြစ်ခဲ့ကြရတယ်ဒါကြောင့်ဘာမှမလုပ်ဖြစ်ခဲ့ဘူးအဲ့ဒီလိုနဲ့ကုမ္ပဏီပြက်လူခမန်းဖြစ်ခဲ့ရတယ်သူကခဏဆိုင်ပြီးစကားဆက်သည်အဲ့ဒီမှာနေရေစရာဇက်လန်ကလေးတစ်ပုဒ်ကိုကြားခွင့်ရလိုက်တယ်အဲ့ဇက်လန်ကလေးဟာအရာတိုင်းကိုပြောင်းလဲပြစ်လိုက်တာပဲဆိုပါဦးကွမင်းဟာဘလို့ဇက်လန်လဲနေတန်ကဝင်မေးသည်အဲ့ဒီဇက်လန်ကအပြောင်းလဲအပေါ်မှာငါမြင်ထားတဲ့အမြင်ကိုပြောင်းပြန်ဖြစ်အောင်လုပ်ပြလိုက်တာပဲနောက်ပိုင်းငါ့လုပ်ထဲမှာရောငါ့ဘဝမှာပါချက်ချင်းတိုးတက်လာခဲ့တယ်ဒါနဲ့ငါလည်းအဲ့ဇက်လန်ကိုငါတို့ကုမ္ပဏီကလုပ်ဖို့ကိုင်ဘက်တွေကိုဖောက်သေးချခဲ့တယ်တိတ်မကြခင်အတွင်းမှာပဲငါတို့လုပ်ငန်းတွေပြန်ကောင်းလာတယ်ဘာလို့လဲဆိုတော့အပြောင်းလဲကိုငါတို့အားလုံးအကောင်းဘက်ရအောင်အသုံးချနိုင်ခဲ့ကြလို့ပဲဘလူးဇက်လန်မျိုးမို့လဲမိုက်ကယ်အန်ဂျလာကဝင်မေးသည်ဇက်လန်နဲ့မင်းကငါတင်ကဲကိုဘယ်သူနေရာရွှေ့ထားသလဲတဲ့အားလုံးဝိုင်းရကြသည်ကာလုစ်ကငါတို့နာမည်ကြားတာနဲ့သဘောကျနေပြီတို့ပြောပြပါလားမိုက်ကယ်အေးပါငါပြောပြမှာပါဝမ်ဘန်တတာနဲ့ကိုငါပြောမှာသိမကြပါဘူးဤသို့အစချီပြီးမိုက်ကယ်ကသူ့ပုံပြင်ကိုစလေသည်ဇလန်ဟိုးရှိတုန်းကလူမနီးသူမနီးတနေရာကဝင်ကဘာတစ်ခုထဲမှာတရဝါလေးဦးတို့နေထိုင်ခဲ့ကြတဲ့သူတို့လေးဦးဟာဝင်ကဘာထဲမှာဒိန်ခဲတွေကိုရှာဖွေစားတောင်းရင်ပျော်ရွှင်စွာနေခဲ့ကြတယ်သူတို့ထဲမှာနှစ်ဦးကကြွက်ကလေးတွေတကောင်ရဲ့နာမည်ကအနံ့ခံကောင်းလို့ sniff လို့အတွင်ပြီးနောက်တစ်ကောင်ကိုတော့အပြေးမြန်လို့ scary လို့ခေါ်တဲ့ကျွန်တော်ကတော့လူသီးကလေးတွေသူတို့အရွယ်စားကလည်းကြွက်လောက်ပဲရှိတယ်ဒါပေမဲ့သူတို့အပြုမူကဒီခေတ်လူတွေအတိုင်းပဲသူတို့နှစ်ယောက်ရဲ့နာမည်တွေကတော့တယောက်က ham နဲ့နောက်တစ်ယောက်က haw တဲ့စကားပြောရင်လူရင်းကိုမရောက်ပဲဝိလေလေလုံနေတတ်လို့ဒီလိုနာမည်တွေတွင်တာပေါ့သူတို့အရွယ်စားအသေးငယ်တော့သူတို့ဘာတွေလုပ်နေတယ်ဆိုတာသတိပြုမိဖို့မလွယ်ဘူးလေဒါပေမဲ့သူတို့ကိုတီးချာအနီးကပ်စောင့်ကြည့်ရင်သူတို့လုပ်နေတာတွေဟာအံ့ဩကုန်နိုင်ပွဲတွေဆိုတာရင်သက်ရှုမောပြောမဆုံးအောင်ဖြစ်ကြရတယ်တဲ့လူနှစ်ယောက်နဲ့ကြွက်နှစ်ကောင်ဟာနေတိုင်းသူတို့အကြိုက်ဆုံးအထူး special ဒိန်ခဲကိုဝင်ကဘာထဲမှာရှာဖွေစားတောက်ခြင်းနဲ့အချိန်ဖြုံးကြတယ်လေ Sniff နဲ့ Scary ဟာကြွက်ကလေးတွေဖြစ်တဲ့အတွက်သူတို့အုံနောက်မှာဖြတ်ဖို့ကိုက်ဖို့လောက်တာအသိဉာဏ်ရှိတယ်ဒါပေမဲ့အနံ့ခံတဲ့နေရာမှာတော့အဟုတ်တော်တယ်သူတို့ကြိုက်တဲ့ဒိန်ခဲအစအနတွေကိုကြွက်တို့တဘာဝရှာဖွေတတ်ကြတယ်Ham နဲ့ Haw ဆိုတဲ့လူကလေးနှစ်ယောက်ကတော့အုံနောက်ကိုတုံးတယ်သူတို့ကြိုက်တဲ့အထူးရှယ်ဒိန်ခဲကိုယုံကြည်မှုမျိုးစုံနဲ့ပြည့်စုံနေတဲ့သူတို့အုံနောက်ကိုတုံးပြီးရှာတယ်အဲ့ဒီဒိန်ခဲဟာသူတို့ကိုပျော်ရွှင်စေမယ်အောင်မြင်မှုဖြစ်စေမယ်လို့သူတို့ယုံကြည်ကြတယ်အဲ့လိုကြွက်နှစ်ကောင်နဲ့လူကလေးနှစ်ယောက်တို့ကြားမှာခြားနားချက်တွေရှိပေမဲ့တူတာတွေလည်းအများကြီးရှိတယ်ဆိုပဲမနေ့တိုင်းသူတို့လေးဦးစလုံးလမ်းလျှောက်ဝစ်စုံတွေဝစ်ကြတယ်အပြေးဖက်နဲ့တွေစီးကြတယ်သူတို့နေအိမ်ကလေးတွေကကိုစီထွက်ကြပြီးသူတို့အကြိုက်ဒိန်ခဲရှာဖို့ဝင်ကဘာတွေကိုပြေးဝင်ကြတဲ့သူတို့နေတဲ့ဝင်ကဘာဟာဝရန်နာတွေအသွေးသွင်းနဲ့ရှုပ်ထွေးနေတဲ့လမ်းတွေခမ်းမဆောင်တွေအများကြီးပါတဲ့ဝင်ကဘာမျိုးတဲ့အချို့ခမ်းမဆောင်တွေထဲမှာတူလောင်ထားတဲ့အရာသာအရှိဆုံးဒိန်ခဲတွေအများကြီးရှိတယ်ဒါပေမဲ့မဲမှောင်နေတဲ့အချို့အကွေတွေဘာမှမမြင်နိုင်တဲ့လမ်းကြားတွေလည်းအများကြီးပဲတချို့လမ်းတွေကထိပ်ပိတ်တွေမျက်စိလဲပြီးပိတ်မိဖို့များတဲ့ဝင်ကဘာမျိုးပေါ့ဒါပေမဲ့လမ်းတီးတဲ့လူတွေဖို့ဝင်ကဘာရဲ့လျှို့ဝှက်ချက်ကိုဖော်နိုင်တဲ့လူတွေအဖို့တော့ပြောစရာအဖုံဒုက္ခဖုံပေါ့Sniff နဲ့ Scary ကရိုးရှင်းကလေးနဲ့သိတောင်မစေတဲ့နီးကိုသုံးပြီးဒိန်ခဲရှာတယ်မားလိုက်ပြင်းလိုက်စမ်းသက်နီးပေါ့လန်တလန်လေးပြေးဝင်သွားပြီးဘာမှမတွေ့ရင်ပြန်လှည့်ပေါ့Sniff ကဒိန်ခဲရှိနိုင်မယ်ထင်တဲ့နေရာကိုမှန်းပြီးသူ့နှာခေါင်းနဲ့အနံ့ခံတယ်သူ့နှာခေါင်းဥတီယာကို Scary ကတန်းပြေးတယ်မင်းတို့ထင်တဲ့အတိုင်းပေါ့ကွာမှားတဲ့ခါလဲမှားပြီမပေါ့ဟိုဝင်ဆောင်ဒီဝင်တိုက်ပေါ့တစ်ဖက်မှာလူသားနှစ်ယောက်ဖြစ်တဲ့ Ham နဲ့ Haw ကလည်းသူတို့နီးသူတို့ဟန်နဲ့သူတို့အရေးချင်းကိုသူတို့ယုံကြည်စွာနဲ့သို့တော်လဲပေါ့လေလူသားပြီးစိတ်လှုပ်ရှားစွာဥကောင်းရှုပ်ထွေးစွာနဲ့ဒင်ငဲနောက်ကိုလိုက်နေကြတာပါပဲဒါပေမဲ့တနေ့မှာသူတို့နီးသူတို့ဟန်နဲ့သူတို့လိုချင်တာကိုရကြတာကတော့အသေးချပဲသူတို့ကိုစီရဲ့အကြိုက်ဒင်ငဲတွေကိုဇင်းကြံလန်းတစ်ခုရဲ့အဆုံးတနေရာမှာသူတို့သွားတွေ့ကြတယ်အဲ့ဒီနေရာကိုသူတို့စီးလို့နာမည်ပေးလိုက်ကြတယ်အဲ့ဒီနောက်ပိုင်းမှာသူတို့လေးဦးဟာအဲ့ဒီစီးလို့နာမည်ပေးထားတဲ့နေရာကိုမနေ့တိုင်းသွားကြတယ်နနခင်ဝစ်ဆောင်ပြေးနေပေါ့သိမကြပါဘူးသူတို့တွေဟာကိုပိုင်နီးနာနီးတရားတွေကိုအသုံးချတက်လာကြတယ်Sniff နဲ့ Scary က
နေ့တိုင်းစောစောထပြီးဝင်ကဘာတွေပြေးသွားလိမ့်ရှိတယ်။သွားနေကြလမ်းကြောင်းတိုင်းသူတို့သွားကြတာပါ။လူရခီကိုရောက်ပြီးဆိုတာနဲ့ကျွတ်နှကောင်ဟာဖက်နှက်တွေချွတ်ပြီးလေဘေးမှာဆွဲထားလိုက်ကြတယ်။ဒါမှလိုအပ်ရင်ချက်ချင်းပြန်စီလို့ရမှာဘူး။ပြီးတာနဲ့တင်ခဲကိုတပြောတပါလွှေးကြတော့တာပဲ။အစပိုင်းမှာတော့ဟမ်နဲ့ဟောပါစောစောထပြီးနတ်တုတ်တာလို့အရသာရှိတဲ့ပြီးတော့သူ့ဘိုက်ကိုဖြည့်ပေးဖို့အသင်းဆောင်နေတဲ့တင်ခဲရှိအောင်ပြေးကြတာပါပဲ။ဒါပေမဲ့သိမကြပါဘူး။လူကလေးတွေရဲ့လုံနီးလုံဟန်ပြောင်းလာတယ်။နေ့စဉ်ဟမ်နဲ့ဟောဟာအိယာထားနောက်ကျလာတယ်။အဝတ်စားလေးတော့လည်းအီလေးဆွဲပြီးပြင်းရီပြင်းတွေဖြစ်လာတယ်။ပြီးတော့ဒင်ကဲရှိတဲ့စီနီယာကိုခက်ပြေးပြေးလျှောက်သွားတယ်။မပြေးတော့စီနီယာကိုသူတို့သိနေကြပြီလေ။စီလန်းချောင်းကိုမျက်စိမိတ်ပြီးတော့သွားနေပြီလေ။ဒင်ကဲတွေဘယ်ကဘလို့ရောက်လာတယ်။ဘယ်သူလာထားတယ်ဆိုတာသူတို့မသိဘူး။ဒီနေရာမှာဒင်ကဲရှိနေတယ်ဆိုတာပဲသူတို့ကျင်းသေးတွက်ထားတယ်။ဒင်ကဲတွေဘယ်ထွက်ပြေးမလဲပေါ့။ဒင်ကဲရှိတဲ့နေရာကိုရောက်ပြီးဆိုတာနဲ့သူတို့နှစ်ယောက်ဟာကိုယ့်အိမ်ကိုယ့်ရာလိုသဘောထားပြီးအေးလူလူမနဲ့တိုင်အနားယူကြတယ်။အားကစားဝတ်စုံတွေကိုချွတ်ပြီးချိတ်အပြေးဖက်နှက်တွေချွတ်ပြီးချိန်ရက်ဖက်နှက်လဲစီဒီနေရာဟာသူတို့အတွက်နှလုံးမွေ့လျော်ပျော်ပွဲရာအရက်ပေပဲပေါ့။တကယ်နှိမ့်တင်နေရပဲဟေ။ဒီမှာရှိနေတဲ့ဒင်ကဲတွေကလည်းဒုသက်သက်စားလို့ကုန်မှာမဟုတ်ဘူးလို့ဟမ်ကပြောတတ်တယ်။လူကလေးနှစ်ယောက်ဟာအယမ်းပျော်နေကြတာပေါ့။သက်သက်ပူစရာမလိုတော့ဘူးပေါ့။အောင်မြင်ပြီပေါ့။စီးဆိုတဲ့နေရာမှာရှိတဲ့ဒင်ကဲဟာသူတို့ကုသိုလ်နဲ့သူတို့ဖြစ်လာတဲ့သူတို့ရဲ့ကိုယ်ပိုင်ဒင်ကဲတွေပဲလို့မကြမတင်အတွင်းမှာသူတို့သတ်မှတ်လိုက်ကြတယ်။နင်းနင်းနုံနုံဒင်ကဲတွေမှမဟုတ်တာ။ဒီတော့စီနဲ့အနီးဆုံးနေရာကိုသူတို့ပြောင်းလာကြတယ်။ပြီးတော့အဲ့နေရာမှာပဲသူတို့ရဲ့လူမှုဘဝကိုတည်ဆောက်ခဲ့ကြတယ်။ပို့ပြီးအိမ်နဲ့ယာနဲ့တူအောင်ဟမ်နဲ့ဟောဟာနိုင်ငံတွေမှာသူတို့ရဲ့အတွေးအမြင်တွေအဆိုအမိန့်တွေကိုရေးချယ်ကြတယ်။ရေးပြီးစာတမ်းတွေကိုဒင်ကဲပုံကြီးတွေနဲ့တောင်ခြေသားကြသေးတဲ့။ပထမဆုံးသူတို့ရေးထားတာကဟောဒီလိုတဲ့ဒင်ကဲကိုပိုင်ဆိုင်ရခြင်းသည်အောဒုက္ခချမ်းသာစွာဟန်နဲ့ဟောဟာတခါတလေမိတ်ဆွေအပေါင်းအသင်းတွေကိုခေါ်ပြီးဒင်ကဲတွေအပုံလိုက်လှောင်ထားတဲ့သူတို့စီးလို့ခေါ်တဲ့နေရာကိုပြကြတဲ့ဒင်ကဲပုံကြီးကိုလက်ညှိုးထိုးပြပြီးတော့ခက်ကြွားကြွားပြောတတ်သေးတယ်ကြည်စံဘလောက်ကြက်တည်ရှိတဲ့ဒင်ကဲတွေတခါတလေလေအဲ့လိုအပေါင်းအသင်းတွေကိုဒင်ကဲတွေကျွေးပြီးအိတ်ခံနေဒါပေမဲ့အမြဲတမ်းတော့မဟုတ်ဘူးဘာမှမကျွေးပဲပြန်လွှတ်လိုက်တဲ့ခါလည်းရှိတယ်ဟမ်ကငါတို့ဟာဟောဒီဒင်ကဲတွေကိုထိုက်ထိုက်တန်တန်ရထားတာဒီနေရာကိုတွေ့ဖို့ငါတို့နှစ်ယောက်အကြာကြီးစူးစမ်းခဲ့ရတယ်လို့ပြောရင်းလက်လက်ဆက်ဆက်ဒင်ကဲတုံးကိုယူပြီးလွှေးလိုက်တယ်ထုံးစံတိုင်းအဝအပြင်းစားပြီးသူအိပ်ပျော်သွားရောညတိုင်းလူကလေးနှစ်ယောက်ဟာဒင်ကဲတွေတပွေးတပိုက်ကြီးတဲပြီးအိမ်ကိုပေါက်ဆက်ဟိုရိုင်ဒီရိုင်နဲ့ပြန်လာတတ်ကြတယ်နောက်တနေ့မနေ့မိုးလင်းတာနဲ့ဒင်ကဲစီကိုစားဖို့တဲဖို့စိတ်ချလက်ချပြန်ရောက်လာကြပြန်ရောဒီလိုနဲ့အချိန်တွေတဖြည်းဖြည်းကုန်လာခဲ့တယ်ဒီဒင်ကဲတွေတသက်စားလို့ကုန်တော့မှာမဟုတ်ဘူးဆိုတဲ့ယုံကြည်စိတ်ချမှုကနေကြာတော့တစားနဲ့သူတို့ဘဝင်မြင့်လာကြတယ်။သိမကြပါဘူးသူတို့နှစ်ယောက်ဟာဘဝကိုအယမ်းကျဉ်းနေတော့ပဝင်းကျင်မှာဘာဖြစ်နေတယ်ဆိုတာသူတို့သတိမမူမိကြတော့ဘူး။ Sniffness ကားရီကတော့နေတူကလှုပ်ရှားမှုအတိုင်းဆက်ပြီးစကန်သွားနေကြတယ်။မနေ့တိုင်းသူတို့အစောကြီးရောက်တယ်ဒင်ကဲတွေကိုနမ်းလိုက်ကုတ်ချစ်ကြည့်လိုက်ပတ်လေကိုပြေးလွှားကြည့်လိုက်နဲ့အလုံးရှုံနေတတ်ကြတယ်။မနေ့ကနေဒီနေ့ဘာပြောင်းလဲရှိသလဲဆိုတာစစ်ဆေးနေကြတာလေ။ပြီးမှတီးတီးချာချာထိုင်ပြီးဒင်ကဲကိုကြိုက်ဖက်စားတော့တော့တာပဲဒီနေ့မနေ့သူတို့ရဲ့ဒင်ကဲရိတ်တာစီနီယာကိုသူတို့ရောက်တော့ဟိုက်ဒင်ကဲတွေတစားမှမရှိတော့ဘူးဒီအတွက်သူတို့လုံးဝမအံ့ဩဘူးဘာလို့လဲဆိုတော့စနိဖ်ရောစကားရီပါသူတို့စားတော့နေတဲ့ဒင်ကဲတွေနည်းနည်းလာတယ်ဆိုတာသူတို့သိတာ哦ဒီအဖြစ်နဲ့တနေ့ကြုံရမယ်ဆိုတာသူတို့သိထားပြီးသားပြီးတော့သူတို့ရဲ့ပင်ကိုဗီဇအတိအယဘာဆက်လုပ်ရမယ်ဆိုတာလေသူတို့စဉ်းစားပြီးသားသူတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ပြီးတော့လေဘေးမှာဆွဲထားတဲ့ဖက်နှက်တွေကိုအသာပြန်ယူပြီးတော့အေးဆေးဆေးပဲပြန်စီးတယ်ကျိုးချီတယ်ကျွတ်ဆိုတဲ့ကောင်မျိုးကရှည်ဝေးစစ်စစ်တွေးတော့မနေဘူးသူတို့ခေါင်းထဲမှာရှုပ်ထွေးယုံကြည်မှုတွေလည်းမရှိဘူးသူတို့အတွက်ပြဿနာကိုအဲ့ဒီပြဿနာရဲ့အဖြေပါယူကလေးပဲစီးဆိုတဲ့ဒင်ကဲရိတ်တိုင်းအခြေအနေဟာလုံးဝပြောင်းလဲသွားပြီဒါကြောင့်အဲ့ဒီအခြေအနေနဲ့လိုက်ပြောင်းဖို့သူတို့ဆုံးဖြတ်လိုက်ကြတယ်နှစ်ယောက်သားဝင်ကဘာလမ်းတွေစီကိုမျှော်ကြည့်လိုက်ကြတယ်စနစ်ကသူ့နှာခေါင်းကိုမော့ပြီးအနံ့ခံတယ်ပြီးတော့စကားရီကိုခေါင်းကြီးပြလိုက်တယ်စကားရီဟာချက်ချင်းပြေးချသွားတော့တာပဲစနစ်ကလည်းစူးစမ်းပြီးသူ့နောက်ကိုအမိပြေးလိုက်တယ်ဒင်ကဲရှာပုံတော့အစ်စ်ကိုသူတို့ချက်ချင်းပြန်ဆနိုင်ခဲ့တယ်ဆိုပါတော့အဲ့ဒီမှာပဲအဲ့ဒီနေရာကိုဟမ်နဲ့ဟောဟာနင်းနောက်ကျပြီးရောက်လာတယ်စီဒင်ကဲရိတ်တာမှာနေ့စဉ်မတိမတာအပြောင်းလဲဖြစ်လာတာကိုသူတို့လုံးဝသတိမထားမိဘူးဒီတော့ဒီနေရာမှာဒီဒင်ကဲတွေအမြဲရှိနေရမယ်လို့ကြိုပြီးကျင်းတည်တွက်ထားတာပေါ့ဒီတော့တကယ်အဖြစ်မှန်နဲ့ရင်ဆိုင်ဖို့သူတို့အသိမရှိကြဘူးလေဘာဒင်ကဲတွေမရှိတော့ဘူးဟုတ်လားဟမ်ကဒေါသပုံထားပါလေရောဒ
ဒင်ခဲတွေမရှိတော့ဘူးဒင်ခဲတွေမရှိတော့ဘူးဆိုပြီးအသက်ကုန်အော်နေတော့တာပဲသူတအားကုန်အော်ရင်ဒင်ခဲတွေပြောင်းလာမယ်အတိုင်းပဲငါဒင်ခဲကိုဘယ်သူနေရာရွှေ့လိုက်တာလဲကွသူကခုနှစ်တန်ချီတက်ပြီးအော်နေတော့မယ်နောက်ဆုံးမောတော့မှခါထောက်လိုက်တယ်သူ့မျက်နှာတစ်ခုလုံးဒေါသကြောင့်หนีရဲနေတယ်နောက်တစ်ခါမကြည်မနဲ့ထက်အော်ပြန်ရောမတရားဘူးလုံးဝမတရားဘူးကွဟောကတော့အဖြစ်ပြက်ကိုမယုံကြည်နိုင်စွာနဲ့ခေါင်းရမ်းနေတယ်သူလည်းပဲဒင်ခဲဟာဒင်ခဲနေရာမှာရှိကိုရှိရမယ်လို့တွက်ထားတဲ့လူလေအကြာကြီးတွေ့ရက်နေပြီးကြောက်ရွံ့တရုပ်လိုသူငြိမ်နေတယ်အမှန်ကတော့လန့်ပြီးသူချက်တည်တည်နေတာဒီဖြစ်မျိုးသူမျောလေးမထားဘူးလေဟမ်ကဆက်ပြီးအော်ဟစ်ကျိမ်းမောင်းနေတော့မယ်အဲ့ဒါတွေကိုလည်းဟောကမကြားချင်တော့ဘူးလက်တွေ့ရင်ဆိုင်နေရတဲ့တကယ်အဖြစ်နဲ့သူထိတ်တိုက်မတိုးချင်ဘူးလေဒီတော့အားလုံးကိုမတိကျိုးချွန်လုံနေလိုက်တော့တယ်လူကလေးနှစ်ယောက်အပြုမှုဟာတိတ်ဟန်မကြားလာဘူးဘာမှလည်းအကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူးဒါပေမဲ့ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာနားလည်နိုင်ပါတယ်ဒီလိုဒင်ခဲတွေအစုလိုက်အပုံလိုက်တွေးဖို့ဆိုတာတိတ်လွယ်တဲ့ကိစ္စမဟုတ်ဘူးလူကလေးနှစ်ယောက်အတွက်နေ့စဉ်စားနေဖို့ထက်ဒီလိုတွေးဖို့ကပိုအရေးကြီးနေတယ်သူတို့နှစ်ယောက်ဒင်ခဲတွေးတော့ဒုက္ခမျိုးတော်ကိုရောက်ပြီလို့သူတို့ထင်ခဲ့တယ်ဒင်ခဲရဲ့သဘောတဘာဝကိုသူတို့အရသာခံတဲ့အပေါ်မူတည်ပြီးအတိတ်ပဲဖွင့်ဆိုကြတယ်အချို့အတွက်ဒင်ခဲတွေးတာဟာရုပ်ပိုင်းဆိုင်ရာယေဒနာတိုက်တွေးတာပဲအချို့ကြတော့ကျန်းမာရေးအတွက်အာဟာရပေါ့ဒါမှမဟုတ်လေချမ်းသာဒုက္ခကိုစိတ်နဲ့ခံစားမှုဖွံ့ဖြိုးတိုးတက်လာခြင်းပေါ့ဟောအတွက်ဒင်ခဲဟာဘဝရဲ့လုံခြုံမှုပဲတနည်းနည်းမှာချစ်စရာချမ်းမြေ့ရိပ်သာအိမ်အောင်လေးတစ်ခုတိဆောက်ပြီးငြိမ်းအေးတိတ်ဆိတ်တဲ့တိုက်ပူလေးတစ်လုံးမှနေမယ်ချက်တာလန်းလို့စိတ်ငြိမ်ရက်ွက်တစ်ခုခုမှာပေါ့ဟမ်ကတော့ချင်မန်ဘက်တောင်ကုန်းမှာအေယာမအင်ကြီးတစ်ဆောင်ဝယ်ပြီးနေမယ်အိတ်အင်ကြီးထဲမှာဒင်ခဲတွေအိမ်နဲ့အပြည့်ရှိနေရမယ်ဒင်ခဲဟာဟမ်နဲ့ဟောအတွက်အီရွေးအီမြအရေးပါနေတာမို့ဘာလို့ရမယ်ဆိုတာမဆုံးဖြတ်နိုင်ပဲအချိန်တွေအများကြီးကုန်သွားတယ်ဒင်ခဲဆိုလို့အစအနတော့မကြံတော့တဲ့စီဒင်ခဲရိပ်သာကိုထက်တလဲလဲကြည့်နေဖို့သာစိတ်ကူးရကြတယ်ဒင်ခဲတွေပျောက်သွားတာအိမ်မက်လီလားတကယ်လားပေါ့စနီဖ်နဲ့စကာရီတို့ကသူတို့အလုပ်ကိုသူတို့အမြန်ဆုံးနှုံနဲ့ဆက်လုပ်နေကြတယ်ဟမ်နဲ့ဟောကတော့နာမည်နဲ့လက်အောင်ဒီရောင်ရောင်ဟိုရောင်ရောင်တောင်စီရီမရစကားတွေပြောပြီးအချိန်ကုန်နေကြတော့မယ်မတရားဘူးဆိုပြီးအော်ဟစ်ရန်တွေ့နေတော့မယ်ဟောကစိတ်တကြစားဖြူလာတယ်မနေ့ပြန်အထိဒင်ခဲတွေပြန်ရောက်မလာရင်ဘယ်နဲ့လုပ်မလဲဒီလိုတွေးပြီးရှေ့ဆက်လုပ်ဖို့လုပ်ငန်းစဉ်တွေချကြည့်တယ်လူကလေးနှစ်ယောက်ဟာခုတည်းထိမယုံနိုင်လောက်အောင်ဖြစ်နေတော့မယ်ဘလို့ကြောင့်ဒီလိုဖြစ်ရတာလဲဘာကြောင့်သူတို့တစုံတစ်ယောက်ကသတိမပေးတာလဲဒါလုံးဝသဘာဝမကျဘူးဖြစ်တင်ဖြစ်တိုက်တဲ့ကိစ္စမျိုးမဟုတ်ဘူးအဲ့ညမှာသူတို့နှစ်ယောက်စလုံးစိတ်တဲ့အကြအကြီးကြပြီးအိမ်ပြန်လာခဲ့ကြတယ်ဘိုက်ကလည်းအရန်စားနေပြီမပြန်ခင်ဟောကနိုင်ရမှာရေးခဲ့သေးတယ်တင်းအတွက်ဒင်ခဲကအရေးကြီးလေဒင်ခဲကိုလက်မလွတ်ပဲကင်ထားခြင်းလေပဲနောက်တနေ့မှလည်းဟမ်နဲ့ဟောဟာသူတို့အိမ်မှာစီဒင်ခဲရိပ်သာစီကိုလာခဲ့ကြပြန်တယ်ဒင်ခဲတွေပြန်ရောက်နေမလားဆိုတဲ့မျှော်လင့်ချက်သူတို့မှရှိနေစေလေအချိန်ကြီးကမနေ့ကတိုင်းမှာပဲဘာမှမပြောင်းလဲပါဘူးဒင်ခဲလည်းပြန်ရောက်မလာပါဘူးလူကလေးနှစ်ယောက်ဘာဆက်လုပ်ရမလဲမသိတော့ဘူးဟမ်နဲ့ဟောဟာကြောက်တိုင်နှစ်တိုင်လိုမလုံမရှက်ငိမ့်သက်ရက်ငေးနေကြတယ်ဟောကမျက်စိကိုတအားပိတ်နားကိုလည်းလက်နှစ်ဖက်နဲ့အတင်းဖိထားလိုက်တယ်ဘာမှလည်းမမြင်ချင်းဘာမှလည်းမကြားချင်တော့ဘူးဒင်ခဲတွေတဖြည်းဖြည်းနင်းနေလာတဲ့အကြောင်းလဲပြန်မတွေးချင်တော့ဘူးဒင်ခဲပုံကြီးရုတ်တရက်ပျောက်ကွယ်သွားတာလို့ပဲယုံကြည်ထားလိုက်တော့တယ်ဟမ်ကတော့အဖြစ်အပျက်ကိုအပြန်ပြန်အလှန်လှန်စဉ်းစားတယ်သူ့ကောင်းထဲမှာယုံကြည်မှုအစွဲလန်းတွေနဲ့ရှုပ်ထွေးပြေးကျက်နေပုံရတယ်ဘာလို့သူတို့ငါ့ကိုဒီလိုလုပ်ကြရတာလဲဒီမှာတကယ်ဖြစ်နေတာဘာတွေလဲအဲ့လိုမကြည်နိုင်မချမ်းနိုင်ဖြစ်နေတယ်နောက်ဆုံးမှဟောကမျက်စိဖွင့်ပြီးပတ်ဝန်းကျင်ကိုကြည့်တယ်ဟေးဓာတ်တဲ့နေပါအောင်စနီဖ်နဲ့စကာရီကောဒိုးမသိတာတွေကိုသူတို့များသိနေမလားအတိတ်မရှိတာကွာသူတို့ဘာသိမှလဲဟမ်ကရေသွမ်းသွေးပြီးပြောတယ်သူစကားဆက်သေးတယ်သူတို့ဟာဘာမှမဟုတ်တဲ့ကြွက်ကလေးတွေပဲကွာအဖြစ်အပျက်တစ်ခုကိုသူတို့ရိုးရိုးပဲတွေးတတ်မှာပေါ့တို့ကလူတွေလေတို့ကအသိဉာဏ်မြင်တာပဲတို့ကတွေးခေါ်မျှော်မြင်တတ်ရမှာပေါ့ပြီးတော့တို့ကသူတို့ထက်ပိုပြီးရတင်ရထိုက်တာပေါ့ဒီဖြစ်မျိုးဟာတို့ကိုလာမဖြစ်အောင်ဖြစ်လေတို့အတွက်အကျိုးမြတ်ရှိရဘလို့အကျိုးမြတ်မျိုးလဲဟောကပြန်မေးလိုက်တယ်တို့မှရပိုင်ခွင့်ရှိလို့ပေါ့ကွာဟမ်ကဟိန်းဟောက်ပြီးပြောတယ်ဘာရပိုင်ခွင့်လဲဟောကနားမလည်လို့ထပ်မေးပြန်တယ်ငါတို့ဒင်ခဲဟာငါတို့ရပိုင်ခွင့်ပေါ့ကွာဘာဖြစ်လို့လဲဟောကဇက်တိုင်မေးနေတယ်ဘာဖြစ်လို့ရမလဲကွာဒီပြဿနာကိုဒုစတာမဟုတ်လို့ပေါ့တယောက်ကဒီလိုဖြစ်အောင်လုပ်တာဒါကြောင့်ငါတို့တစုံတရာနစ်နာကြီးရပိုင်ခွင့်ရှိရမယ်လို့ဟန်ကရှင်းပြတယ်ငါတို့စမ်းစစ်တာဝေဖန်တာလေကန်တာရက်လိုက်ရင်ကောင်းမယ်တိတ်များနေပြီဒင်ခဲတစ်ထွက်ရှာကြစို့လို့ဟောကအကြံပြီးတော့ဟမ်ကလက်မခံဘူးဟာမဟုတ်တာငါဒီကိစ္စကိုရေစုံရေပြားထိလိုက်မယ်လို့ငင်းချက်ထုတ်တယ်
ဟမ်နဲ့ဟောဘာလို့မှမသိပဲအငင်းခုန်ဖြစ်နေကြချိန်မှာ Sniff နဲ့ Scary တို့နှစ်ကောင်ဟာတော်တော်ခီးပေါက်နေပြီဝင်ကဘာလန်းမှန်သမျှဇင်းကြံမှန်သမျှအထက်အောက်မကျန်ဒင်ငယ်ရှာဖွေလုပ်ပြီးပြီသူတို့ကောင်းထဲမှာဒင်ငယ်တစ်ရှာဖို့ကလွယ်ပြီးဘာမှမရှိဘူးအချိန်တော်တော်ကြာသူတို့ဘာမှမတွေ့ဘူးနောက်ဆုံးတွင်မှသူတို့မရောက်ဘူးသေးတဲ့ဝင်ကဘာတနေရာကိုရောက်သွားတယ်အဲ့နေရာမှာဒင်ငယ်ရိတ်သားကြီးတစ်ခုသွားတွေ့တယ်ရိတ်သားနာမည်က N နဲ့ပျော်လွန်းလို့သူတို့တွေစူညံသွားအောင်អော်လိုက်ကြတယ်သူတို့အပင်ပန်းခံရကြုံနှက်ပြီးစားမကုန်နိုင်တဲ့ဒင်ငယ်တစ်တွေတွေ့ပြီးသူတို့မျက်လုံးတွေကိုသူတို့မယုံနိုင်အောင်ဖြစ်နေကြတယ်ကျွတ်တီအနေနဲ့ဒီလောက်များတဲ့ဒင်ငယ်တွေကိုသူတို့တခါမှမမြင်ဘူးခဲ့ဘူးအဲ့အချိန်ထိဟမ်နဲ့ဟောတို့နှစ်ယောက်ဟာဒင်ငယ်ရိတ်သားစီထဲမှာပဲသူတို့အခြေအနေကိုတွက်ဟဲချက်ဟဲလုံတုံရှိသေးတယ်ဒင်ငယ်မစားရတော့သူတို့အာဟာရပြတ်ဆပြူလာပြီးဒီတော့စောက်တီယာမရဖြစ်လာပြီးစိတ်တွေဆိုးဒေါသတွေထွက်နေရောက်နေတဲ့အခြေအနေအတွက်တယောက်ပေါ်တယောက်အပြစ်ပုံချနေကြတယ်ဟောကမကြခင်သူတို့မိတ်ဆွေကျွတ်နှစ်ကောင်သတိရနေတယ်သူတို့နှစ်ကောင်ဒင်ခဲတွေတွေ့နေပြီလားသူတို့လည်းဝင်ကဘာထဲမှာပြေးလွှားရှာဖွေနေရတော့လွယ်မှာမဟုတ်ဘူးဒါပေမဲ့ဒီလိုခက်ခဲပင်ပန်းတဲ့ကာလဟာတိတ်ကြလိမ့်မယ်မဟုတ်ဘူးဆိုတာလဲသူသိနေတယ်တခါတလေလဲသူတို့နှစ်ကောင်ဒင်ခဲနေရာတစ်တွေ့ပြီးပွဲတော်ကြီးစိုက်နေလောက်ပြီလို့တွေးမိရဲ့ခုနေများဝင်ကဘာထဲထွက်ပြီးဒင်ခဲတစ်ရှာပုံတော့စွန့်စားခံဖွင့်လိုက်ရရင်ဘလောက်ကောင်းလိုက်မလဲလို့သူတွေးကြည့်တယ်ချက်ချင်းဒင်ခဲရတာရှာပေါ်ရောက်လာတယ်လို့ပဲဟောဟာသူ့ကိုယ်သူဒင်ခဲအစ်တွေ့ပြီးစားနေပုံကိုပြင်းမြင်လာလေဒင်ခဲရိတ်တာစီတဲကအမြန်ဆုံးထွက်ချင်လေဖြစ်လာပါရောသူကစိုင်းမစင်ပုံမစင်ပြုံးစားကြီးထောက်ရတယ်လာဒိုးလေးကြစို့ဟမ်ကချက်ချင်းတုတ်ပြန်တယ်ဟာမတော်ပါဘူးဒီနေရာပဲသဘောကျတယ်နေရတာစိမ့်ကြတယ်ဒါပဲငါသိတယ်ပြီးတော့အပြင်ထွက်ရင်အန်ဒီရများတယ်ဟာဘယ်ကလာတို့ဝင်ကဘာထဲမှာနေရတော်တော်များများရှောက်သွားဘူးတာပဲဒီတိုင်းထက်လုံမယ်လीဟမ်ကလက်မခံဘူးငါသက်ကြည့်ပြီးတော့ငါ့ကအယူမလုပ်ချင်ဘူးမျက်စိလဲနေဘယ်နဲ့လုံမလဲမအောင်မြင်ဘယ်နဲ့လုံမလဲလို့စင်ကျင်ပေးပြန်တယ်ဒီလိုနဲ့ဟောလဲကြောက်စိတ်တွေပြန်ဝင်လာပြီးဒင်ခဲတစ်ရှာဖို့စိတ်ကူးတွေတဖြည်းဖြည်းပျောက်သွားပြန်ရောဒီလိုနဲ့လူကလေးနှစ်ယောက်ဟာပထမရက်တွေကအတိုင်းတလေလေပြန်ဖြစ်နေကြပြန်ရောဒင်ခဲရီတာစီကိုသွားဘာမှမတွေ့တော့အိမ်ပြန်စိုးရင်စိတ်တွေစိတ်တကြစရာတွေနဲ့ပဲတန်တရားပြန်လဲပေါ့တကယ်ဖြစ်နေတဲ့အဖြစ်မှန်ကိုသူတို့ညင်းဖို့ကြိုးစားကြတယ်ဒါပေမဲ့သူတို့အိပ်ပျော်ဖို့တော့မလွယ်တဲ့အဆင့်ကိုရောက်လာပြီပေါ့နောက်နေ့အတွက်လှုပ်ရှားဖို့အားရင်လဲကြားတဲ့ထက်ကြလာတယ်အဲ့အတွက်ပို့ပြီးသူတို့မခံကြည့်မခံသာဖြစ်လာတယ်သူတို့ရဲ့နေအိမ်တွေဟာလည်းဆော့ဆော့ရလို့နေချင်းစပွဲမရှိတော့ဘူးသူတို့နှစ်ယောက်ဟာဒင်ကင်းနဲ့ဝေးလာတော့အိတ်မပျော်တဲ့ညတွေများလာတယ်အိတ်ပျော်ပြန်တော့လေ6အိမ်မက်တွေကဒုက္ခပေးလာတယ်ဟမ်နဲ့ဟောတို့နှစ်ယောက်ဟာဘာမှမလုပ်သေးပဲဒင်ကဲရိတ်တာစီကိုပဲနေ့တိုင်းသွားပြီးဒင်ကဲတွေပြန်ရောက်လာလို့နဲ့မျောကိုးနေစေပေါ့ဟမ်ကဆွေးနွေးတယ်ဒီမဲ့ဟောငါတို့သာအလုပ်ပို့လို့ရင်ဘာမှထူးထူးခြားခြားအပြောင်းလဲမရှိဘူးဆိုတာတွေ့ရမှာဒင်ကဲတွေဟာလည်းဒီနီးတစ်ဝိုက်မှာရှိချင်ရှိနေမှာဟော်ရီနိုင်ဟိုဘက်နားတင်သူတို့ဖွက်ထားတာဖြစ်ချင်ဖြစ်မှာနောက်နေ့ကျတော့သူတို့နှစ်ယောက်တူးဖို့ဆွဖို့ကရိယာတစားပလာတွေထမ်းပိုးလာကြတယ်ဟမ်ကစု့ကိုနိုင်ရမှာတီဟောကတူတတိုင်းနဲ့တူပေါ့ဒီလိုနဲ့စီဒင်ခဲရိတ်သားရဲ့နိုင်ရမှာအပေါက်ကြီးပွင့်ထွက်သွားတယ်သူတို့နှစ်ယောက်အပေါက်ထဲကိုချောင်းကြည့်လိုက်တော့ဟိုဘက်မှာဘာမှမရှိဘူးစိတ်တွေကြားကြီးကြာသွားကြတာပေါ့ဒါပေမဲ့တခုခုဖြစ်လာမယ်လို့သူတို့ယုံကြည်နေတော့မယ်ဒါနဲ့သူတို့အလုပ်ကိုစောစောလုပ်တယ်နောက်ကြပြီးမှပြန်တယ်ပို့ပြီးလက်ကြောတင်အောင်လုပ်ကြတယ်ဒီလိုနဲ့အေယာမအပေါက်ကြီးတစ်ပေါက်ထပ်ပွင့်သွားပြန်ရောဟောဟာလှုပ်အားနဲ့ထုတ်လုပ်မှုအကြောင်းအဲ့နှစ်ခုရဲ့ခြားနာချက်အကြောင်းသိလာတယ်ဟမ်ကတော့မလျှော့ဘူးတို့ဒီမှာထိုင်ပြီးအခြေအနေကိုစောင့်ကြည့်နေမယ်တစ်ချိန်ချိန်မှာသူတို့ဒင်ခဲတွေပြန်ပို့ရမယ်ဟောကဟမ်ပြောတာကိုယုံကျင်တယ်သူနဲ့အတူအချိန်တိန်အိမ်ပြန်အနားယူနောက်တစ်နေ့သူနဲ့အတူစီဒင်ခဲရိတ်တာကိုပြန်လာဒါပေမဲ့စောစောကလိုသူ့ခြေလမ်းတွေမတွတ်တော့ဟိုရောက်တော့ဘာမှမတွေ့စိတ်ဓာတ်တွေကျဒီလိုနဲ့လူကလေးနှစ်ယောက်ဟာစိတ်ပန်းလူနွမ်းဒင်ခဲကစားဝမ်းကဟာဖြစ်လာတော့အားလေးနဲတဲ့ထက်နဲလာရောပေါ့ဟောကတော့အချိန်တွေကိုစောင့်ကြည့်ပြီးဖြစ်လာနိုးနဲ့အချိန်တွေကိုအဟောတိကံဖြစ်နေရတဲ့အချိန်တွေကိုနှမျောစားပြုလာတယ်ခုတော့သဘောပေါက်လာပြီလေစားစရာဒင်ခဲမရှိတဲ့ဒီနေရာမှာကြာဆက်နေလေသူတို့အချိန်တွေဆိုးလေဖြစ်လာမယ်ဆိုတာတဖြည်းဖြည်းသူသိလာပြီရှီဇူမေဆူတိတ်ခါတွေကုန်ပြီဆိုတာလဲသူနားလေလာတယ်ဒီလိုနဲ့နောက်ဆုံးတစ်နေ့မှာဟောဟာသူ့အဖြစ်ကိုသူပြန်ပြီးရေမောတက်လာတယ်ဟေ့ကောင်မင်းကိုမင်းပြန်ကြည့်စမ်းမင်းဘွားဘာဖြစ်လို့တိုးတက်မလာတာလဲမင်းတက်ပြားဟောင်းကြီးကိုဖွင့်ပြီးနားထောင်နေလို့ပေါ့ဒါတက်ရေစရာကောင်းတဲ့ဖြစ်ဘာရှိမှလဲဟောဟာဝင်ကဘာတဲကိုပြန်ဝင်ပြေးလွှားဖို့စိတ်ကူးကိုလုံးဝမကြိုက်ဘူးအထဲမှာမျက်စိလဲပြီးဒင်ကင်းနဲ့တက်လုံးဝေးသွားနိုင်တယ်မဟုတ်လားတပြိုင်တည်းမှာအတိပ္ပယ်မရှိကြောင်းရွံ့နေမှန်းလဲသူ့ကိုယ်သူသိနေတယ်အဲ့ဒီအတွက်လဲသူ့ကိုယ်သူပြန်ပြီးရေစင်ပက်ကြည့်ဖြစ်နေတာပေါ့သူကဟမ်ကိုမေးတယ်ဟေ့ငါတို့အားကစားဝတ်စုံတွေအပြေးဖက်နဲ့တွေဘယ်ရောက်ကုန်ပြီလဲဒါတွေကိုမလို့တော့ဘူးထင်ပြီးဒင်ခဲရိတ်တာစီကိုစတွေ့ကြတဲ့ကသူ့ကိုပြစ်စလက်ခတ်ထားလိုက်ကြတယ်လေမနှင်းပြန်ရှာယူရတယ်
တငယ်ချင်းဖြစ်သူဟောကအားကစားပစ္စည်းတွေပြန်တွေ့သွားတော့ဟမ်ကမေးတယ်မင်းတကယ်ဝင်ကဘာထဲဝင်ရှာမလို့လားဘာလို့ငါနဲ့အတူထိုင်ဆောင်မနေတာလဲသူတို့ဒိန်ခဲတွေပြန်လာဖို့မှာပါကွာဟောကပြန်ပြောတယ်မင်းငါ့ကိုသဘောမပေါက်ပါဘူးသူတို့ပြန်လာထားတဲ့ဒိန်ခဲကိုလည်းငါစိတ်ဝင်စားအောင်အဲ့ဒီဒိန်ခဲအတူအကြည့်တွေကိုလည်းသူတို့ဘယ်တော့မှပြန်လာထားမှာမဟုတ်ဘူးငါတို့ဒိန်ခဲအစ်စ်ကိုရှာရမှာဟမ်ကငင်းမြဲဆက်ငင်းတယ်တကယ်လို့သူတို့မှာဘာဒိန်ခဲမှမရှိတော့ဘူးဆိုရင်ရောဒါမှမဟုတ်သူတို့မှာရှိရထားအောင်မင်းရှာလို့မတွေ့ဘူးဆိုရင်ရောအဲ့တော့ငါလည်းမသိဘူးဒီမေးခွန်းကိုသူ့ကိုယ်သူမကြပြန်မေးဖူးပြီးအဖြေမတွေ့တဲ့အတွက်ဟောကအမှန်တိုင်းပြောလိုက်တာလေအဲ့လိုဖြစ်မှာကိုကြောက်ပြီးသူ့အပြင်ကိုမထွက်ရတာပေါ့ခုတော့ဒိန်ခဲအစ်စ်နောက်ကိုလိုက်ဖို့သူဆုံးဖြတ်ပြီးအဲ့ဆုံးဖြတ်ချက်နဲ့တူအာရင်တွေတက်တီတွေလည်းသူ့မှာအပြည့်အဝစုဆောင်းမိပြီလေဟောကသူ့အမြင်ကိုထုတ်ပြောတယ်တခါလေအရာဝတ္ထုတွေဟာပြောင်းလဲနေတယ်ဘယ်တော့မှငကိုအတိုင်းပြန်မဖြစ်တော့ခုဖြစ်နေတာကအဲ့အတိုင်းပဲဟမ်ဒါဟာဘဝပဲဘဝဆိုတာရက်မနေဘူးဆက်သွားနေတယ်တို့လည်းရက်နေလို့မရဘူးဟောကစိတ်တကြနေတဲ့တငယ်ချင်းဖြစ်သူကိုအမြင်မှန်ရအောင်ကြိုးစားပေမဲ့လည်းဟမ်ရဲ့ကြောက်ရွံ့မှုဟာဒေါသအသွင်ကိုပြောင်းသွားပြီးတင်းမာသည့်ထက်တင်းမာလာပါလေရောဟောကတငယ်ချင်းပေါ်ကိုဒေါသမဖြစ်ရှာဘူးဒါပေမဲ့သူတို့နှစ်ယောက်ရဲ့မိုင်မဲပုံကိုတွေးပြီးရေးမိတယ်လေပြောမရတဲ့အဆုံးဟောကတယောက်တည်းစွန့်စားကန်ဖွင့်ဖို့ပြင်ဆင်ရတော့တာပေါ့အဲ့လိုဆုံးဖြစ်လိုက်တာနဲ့ဟောကချက်ချင်းဖြစ်လက်ဖြစ်လာတယ်နောက်ဆုံးတော့ကို့ဘာသာကိုပြန်ပြီးရေမောလာနိုင်တယ်ပေါ့ကဲချီတက်မယ်ဒါဟာဝင်ကဘာထဲဝင်ဖို့ရဲရစားပဲလို့ပြောတော့ဟမ်ကအင်းမလုတ်အဲမလုတ်နဲ့တုံးနီပါဝီတိတ်ပဲနေတယ်ဟောကကြောက်ခဲချွန်ချွန်ကလေးတစ်ခုကောက်ယူပြီးဟမ်တယောက်အမြင်မှန်ရပါစီတော့ရဲ့လို့နိုင်ရမှာအလေးနဲ့ရေးခဲ့တယ်ထုံးစံတိုင်းဟောကစာတန်းကိုငုံပြီးဒိန်ခဲပုံဆွဲခဲ့သေးတယ်ဟမ်တယောက်ပြုံးပေါ်ရဲပေါ်ရလာမလားရဲ့လို့ပေါ့တက်ကြွဖြစ်လာပြီးဒိန်ခဲရှာပုံတော်ခီးကိုသူနဲ့အတူများလိုက်ချင်စိတ်ပေါ်လာမလားရဲ့လို့ပေါ့ဒါပေမဲ့ဟမ်ကတော့မော်တော့မကြည့်ဘူးသူရေးခဲ့တဲ့အကြောင်းကသင်ဟာအပြောင်းလဲမလုပ်ရင်သင်ဘဝဆုံးခန်းတိုင်သွားနိုင်တယ်အဲ့နောက်ဟောဟာရင်တလက်လက်ခုန်ပြီးဝင်ကဘာထဲကိုခေါင်းပြူကြည့်လိုက်တယ်ပြီးတော့ဘာမှစားစရာမရှိတဲ့နေရာမှာဘာလို့ဒီလောက်အကြာကြီးနေခဲ့မိပါလဲဆိုတာလဲပြန်တွေးနေမိရဲ့ဝင်ကဘာထဲမှာဒိန်ခဲဆိုတာရှိချင်မှလည်းရှိလိမ့်မယ်တွေးချင်မှလည်းတွေးလိမ့်မယ်အဲ့လိုတွေးမိရင်သူစောက်တရားမရဖြစ်လာတယ်အဲ့အတွေ့အသူ့နှိမ့်ဆက်တယ်လို့ဖြစ်လာအောင်ဟောကပြုံးလိုက်တယ်ဟမ်ကသူ့ဒိန်ခဲတွေကိုဘယ်သူနေရာရွှေ့ထားလဲဆိုတာသိချင်နေတဲ့အကြောင်းဟောသိတယ်ဟောကိုယ်တိုင်နားမလည်ဖြစ်နေတာကတော့ဘာကြောင့်ငါချက်ချင်းထပြီးဒိန်ခဲရှိအောင်ထွက်မရှာသေးတာလဲဆိုတဲ့အချက်ပဲသူဝင်ကဘာတွေကိုထွက်လာခဲ့တယ်လာခဲ့တဲ့ရက်ကိုတမင်လည်းပြန်ကြည့်ပြီးစိတ်ထဲကြည်နေသွားသလိုပဲဝင်ကဘာနိုင်ငံမှာစာရေးပြန်တယ်ပြီးတော့ခဏစိတ်ကြည့်နေမိသေးတယ်မင်းမကြောက်တော့ဘူးဆိုရင်ဘာဆက်လုပ်မလဲဒီเจ้าသူစဉ်းစားတယ်တခါလေတော့ကြောက်တက်တာအကျိုးရှိရဲ့လို့သူနားလေတယ်တခုခုကိုမလုပ်ဖြစ်လို့အခြေအနေပူဆိုးလာပြီးကြောက်စိတ်ဝင်လာတဲ့အခါမျိုးမှာချက်ချင်းထားလို့ဖြစ်သွားတာမျိုးရှိတယ်သူညာဘက်ကိုကြည့်လိုက်တယ်လုံးဝမရောက်ဘူးသေးတဲ့နေရာကြောရဲစိမ့်သွားတယ်ဒါပေမဲ့တပြင်းတစ်ချက်ချပြီးနေမြေတစ်ထဲကိုတိုးဝင်ခဲ့တယ်ခက်ဖြည်းဖြည်းအပြေးခြေလမ်းတွေနဲ့ပေါ့ဘယ်လမ်းကိုရွေးရပါမလဲပထမတော့ဟောစိတ်ပူစားပြူလာတယ်စီဒိန်ခဲရိတ်သားမှာငါချီနေစောင့်ကြည့်တာအချိန်တွေအသိကြသွားသလားဒိန်ခဲမစားရတာကြတော့သူအရန်အားနေနေပြီလေဒါကြောင့်တွားရတာခီးမတွင်ဘူးခါတိုင်းချက်ပိုးပြီးမချိမဆက်အားဆိုင်နေရတယ်အဲ့ဒီမှာဆုံးဖြတ်ချက်တစ်ခုချပြလိုက်တယ်နောက်ဒီလိုအဖြစ်မျိုးနဲ့ကြုံရင်အပြောင်းလဲနဲ့လိုက်ပြီးအပြောင်းလဲလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ပဲသူအဲ့လိုလုပ်ဖြစ်ရင်ခုတွေ့နေရတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရမှာမဟုတ်ဘူးပြီးတော့သူပြုံးလိုက်ပြန်တယ်ခက်ရပြုံးရင်သူတွေးတယ်နောက်ကြတယ်ဆိုတာလုံးဝမလုပ်ဖြစ်တာနဲ့ဆိုင်တော်သေးတာပေါ့နောက်ရက်တွေမှာဒိန်ခဲကိုတွေးပါရဲ့ဒါပေမဲ့ဟိုနားနေနေဒီနားနေနေလောက်ပါပဲနေဖို့ညစာရေးလို့တော့မရပါဘူးဒါပေမဲ့သူဇွဲမလျှော့ဘူးဒိန်ခဲတွေအလုံးလောက်တွေးမှာပဲလို့ပြောနေထားတော့မယ်အဲ့အခါမှာတငယ်ချင်းဟမ်စီကိုတဲသွားပြီးအဝကျွေးမယ်ပြီးတော့ရှာပုံတော်ခီးထွက်ဖြစ်အောင်သူ့ကိုစီးအောင်မယ်ပေါ့ဒါပေမဲ့သူ့ကိုယ်သူယုံကြည်မှုကတော့တဖြည်းဖြည်းနည်းနည်းလာပြီးဝင်ကဘာထဲမှာသူစိတ်သက်တွေရှုပ်ထွေးလာနေတယ်အားလုံးဟာဟိုတုန်းကနေမတူပဲဝင်ကဘာတစ်ခုလုံးအနေထားပြောင်းလဲနေသလိုပဲရှေ့ဆက်တိုးသွားမယ်လို့တိုင်းလမ်းမတော့မှာပဲမျက်စိလဲတော့မှာပဲဆိုပြီးတွေးမိလာတယ်သူတိုးတက်မှုကရှေ့2လမ်းတိုးနောက်1လမ်းဆုပ်ဆိုတာမျိုးဖြစ်နေတာပေါ့ဘာပဲဖြစ်ဖြစ်ဒါဟာတက်တီပဲတခုတည်ကြတာကတော့ဝင်ကဘာထဲမှာတင်ခဲရှာတာသူစောစောပိုင်းကတွေးကြောက်ခဲ့တဲ့လောက်တော့မဆိုးဆိုတာပဲဒီလိုနဲ့အချိန်တွေတဖြည်းဖြည်းကုန်လာတယ်သူ့ကောင်းထဲမှာအတွေးတစ်မျိုးဝင်လာပြန်တယ်တင်ခဲအစ်စ်လိုက်ရှာနေတဲ့အလုပ်ဟာအတိတ်ပဲကောရှိပါမလား
ဖြစ်ကောဖြစ်နိုင်ခြေရှိရလားစသဖြင့်ပေါ့ဝါးနိုင်တဲ့ပမာဏထက်ပါဇက်ကပိုကိုက်တဲ့အလုပ်မျိုးဖြစ်နေမလားဘာလားညာလားပေါ့ပြီးတော့မှလောလောဆယ်ဝါးစရာဘာမှမရှိတဲ့အဖြစ်ကိုတွေးမိပြီးသူရည်မိပြန်နေအဲ့ဒီလိုစိတ်သက်ကြစရာတွေတွေးမိတိုင်းဘာမှစားစရာမရှိတဲ့နေရာမှာထိုင်နေတာနဲ့ဆိုင်ရင်အပြင်ထွက်ပြီးလှုပ်ရှားနေတာကအပုံကြီးအဓိပ္ပာယ်ရှိတယ်ဆိုပြီးသူ့ကိုယ်သူသတိပေးတယ်နောက်တော့သူ့ကိုယ်သူထိန်းချုပ်နိုင်လာတယ်ပြီးတော့အားတက်စရာတစ်ခုနဲ့သူ့ကိုယ်သူသတိပေးသေးတယ်Sniff တို့ Scary တို့တောင်လုံနိုင်သေးရင်ငါဘာကြောင့်မလုံနိုင်ရမှာလဲပေါ့နောက်တော့ဟောပြန်စဉ်းစားတယ်စိတ်တွေးတော့ရေးရေးပေါ်လာတယ်ခုမှအမှန်ကိုပြန်တွေးမိတာလေစီဒင်ခဲရိတ်တာမှာဒင်ခဲတွေဟာဟိုတုန်းကထင်တယ်လို့နေချင်းညချင်းပျောက်သွားတာမှမဟုတ်ပဲနောက်ပိုင်းရက်တွေမှာဒင်ခဲတွေနဲတစ်ချက်နဲလာတာပဲပြီးတော့အဲ့ဒီဒင်ခဲအကြံတွေကလည်းလက်မလက်တော့တာပဲအရသာတဖြည်းဖြည်းပြက်လာတာကိုခုမှပြန်တွေးမိတယ်လေမှုလိုက်လာတာဖြစ်မှာပေါ့ဒါကိုသူဟိုတုန်းကသတိမထားမိခဲ့ဘူးအဲ့တုန်းကသာသတိရှိမယ်ဆိုရင်အချိန်တွေကိုအကဲခတ်မိနိုင်စရာရှိတာပေါ့လို့သူ့ကိုယ်သူဝန်ခံရတော့တယ်လေခုမှဟောသဘောပေါက်တော့တယ်အပြောင်းလဲကသူ့စီကိုရုပ်ချီးရောက်လာတာမဟုတ်ဘူးသူနမောနမိတ်နိုင်ခဲ့လို့အပြောင်းလဲကိုမမြင်ခဲ့တာစနိဖ်နဲ့စကာရီတို့နှစ်ကောင်ကကြိုမြင်ကြပုံရတယ်သူခဏနာပြီးဝင်ကဘာနေရမှာရေးပြန်တယ်ဒင်ခဲကိုခဏခဏနမ်းကြည့်ပါဒါမှမှုတက်မတက်သင်သိမှာဒီလိုနဲ့အချိန်ကြီးကြာလာတော့ဟောရဲ့စိတ်ထဲမှာဒင်ခဲမမြင်ရတာကဘာချီပြီးကြာနေပြီလို့ထင်လာတယ်နောက်ဆုံးဒင်ခဲတူလောင်ယုံကြီးတစ်ခုကိုသူသွားတွေ့တယ်တေးကြပြီလို့စိတ်ချလက်ချတွက်လိုက်တယ်အထဲကိုလည်းဝင်ကြည့်လိုက်ရောဟောင်းလောင်းဖြစ်နေတဲ့အခန်းကြီးကသူ့ကိုတေးရောနေသလိုပဲစိတ်ဓာတ်တွေကြားလိုက်တဲ့ဖြစ်ချင်းငါမှလည်းစိတ်ဓာတ်ကြစရာတွေကကုံမဲမကုံနိုင်တော့ပါလားလို့တွေးမိပြီးလက်လျှော့ချင်းချင်းဖြစ်လာတယ်တပြေးပြေးနဲ့အားရင်လည်းဆုပ်ယုပ်လာပြီးတိုက်ပွဲရှုံးပြီလို့သူထင်လာတယ်တေးရမှာတွေးကြောက်လာတယ်စီဒင်ကြီးတာဘက်ကိုတစ်ခေါက်ပြန်ဖို့သူစိတ်ကူးလိုက်တယ်ဒီမှာတယောက်ထင်းရဲ့ဟိုမှာဆိုဟမ်အဖော်ရှိသေးတယ်ပေါ့မေးဘူးပြီးသားမေးခွန်းဟောင်းကိုသူ့ဘာသာသူပြန်မေးလိုက်ပြန်တယ်မကြောက်ဘူးဆိုရင်ငါဘာလုပ်မလဲအမှန်ကသူ့ကိုယ်သူဝင်မခံပေမဲ့သူပိုပြီးကြောက်လာတာဒါပေမဲ့ဘာကိုကြောက်နေမှသူမသိဘူးတကယ်တော့အားရင်ချိနေနေတဲ့ဘဝနဲ့တယောက်တည်းဆက်သွားရမှာကိုသူကြောက်နေတာကြံနေခဲ့တဲ့ဟမ်အတွက်လည်းသူတွေးပူတယ်အကြောက်လွန်ပြီးတော့လေများဖြတ်နေမလားအဲ့ဒီမှာသူတခုဖြတ်ခနဲ့သတိရလိုက်တယ်ဝင်ကဘာထဲပြန်ထွက်လာတော့စိတ်ဓာတ်တွေတက်ကြွနေတဲ့အချိန်တစ်ချိန်ရှိခဲ့တာပဲအဲ့အချိန်ဟာရှေ့သို့တိုးဝင်နေချိန်ပဲဒီတခါသူနိုင်ရန်ပေါ်မှာရေးလိုက်ပြန်တယ်ဒီစာတန်းကတော့သူ့ကိုယ်သူသတိပေးတဲ့အနေနဲ့ရောဟမ်လိုက်လာလို့ဖတ်မိရင်သူ့ကိုခြေရာခံနိုင်ဖို့ပါမျှော်လင့်ချက်ကြီးစွာနဲ့သူရေးလိုက်တာပဲလမ်းတစ်ကိုလိုက်ရင်တင့်တိမ်ခဲရှာပုံတော်အတွက်အကူအညီရလိမ့်မယ်ဟောဟာမဲမောင်နေတဲ့ဝင်ကဘာစင်းကြံလန်းလေးကိုငုံကြည့်လိုက်တယ်သူ့ကိုယ်သူကြောက်စိတ်တွေဝင်နေမှသတိထားမိတယ်ရှေ့မှာဘာတွေရှိနေပါလဲဘာမှမရှိတဲ့လမ်းတွေလားဓာတ်ထက်ဆိုးတဲ့အန်ဒီရဲ့ကြောက်ကမ်းပါးတွေလားဖြစ်နိုင်ခြေရှိသမျှကြောက်စရာမြင်ကွင်းတွေသူမြင်အောင်လာပြီးလိပ်ပြလွင့်မတက်သူလန့်နေပါလေရောနောက်သူ့ကိုယ်သူရေမောမိပြန်နေအကြောက်တရားဟာအရာတိုင်းကိုပိုဆိုးစေတယ်ဆိုတာသူတွေးမိလို့လေဒီတော့မကြောက်ရင်လုံးဝမဲ့အလုပ်ကိုစဉ်းစားမိပြီးသူဆက်လုပ်တယ်အဲ့ဒါကတော့လမ်းကြောင်းသစ်ရှာပြီးရှေ့တိုးခီးနေတဲ့အလုပ်ပါပဲမောင်နဲ့မဲမဲလမ်းတစ်လျှောက်မှာပြေးနေရင်သူပြုံးလိုက်မိတယ်တီတီချာချာမသိသေးပေမဲ့သူဝိညာဉ်ကိုအားဖြည့်ပေးတဲ့အရာဟာဘာလဲဆိုတာရှာဖွေတွေ့ရှိသွားပြီတီတီချာချာပုံဖော်မရသေးပေမဲ့သူ့ရှိမှတစုံတရာရှိနေပြီဆိုတာသူယုံကြည်လိုက်ပြီးအဲ့ဒီမှာအံ့ဩစရာကိုတွေ့ရတော့တာပဲဟောတယောက်အပျော်ကြီးပျော်လာတဲ့အဖြစ်ပဲဘယ်တော့မှများနဲ့မတူအောင်ပျော်နေတာလေသူ့ကိုယ်သူလည်းအံ့ဩမဆုံးငါဘာလို့ဒီလောက်ဥမျိုးနေတာပါလဲငါမှစားစရာတင်ကြီးလည်းမရှိငါပဲသွားနေမှလည်းမသိပဲနေသိမကြခင်ချိန်မှာပဲသူဘာကြောင့်ဒီလိုပျော်ရွှင်မှုမျိုးခံစားရတယ်ဆိုတာသူသဘောပေါက်လာတယ်နိုင်ငံမှာစာရေးဖို့သူတုံ့ကနေရက်လိုက်ပြန်တယ်ကြောက်ရွံ့ခြင်းကိုကြော်လွှားပြီးတင်ရှိဆက်သွားရင်လွတ်လပ်မှုအရာသာကိုသင်ခံစားရမယ်သူကိုယ်ပိုင်အကြောက်တရားသူ့ကိုပြန်ပြီးလွှမ်းမိုးထားတယ်ဆိုတာဟောမြင်လာပြီးလမ်းတင်နောက်ကိုလိုက်မိလို့ဒီရိတ်မဲကြီးအောက်ကသူယုံထွက်နိုင်ခဲ့တာဝင်ကဘာလမ်းထဲမှာတိုက်ခတ်လာတဲ့ညင်းပြေပြေလေးအေးအေးကိုသူခံစားရတယ်ဒီတော့စိတ်ထဲမှာပေါ့ပါလန်းဆန်းလာတယ်လေကိုတဝါကြီးရှူသွင်းလိုက်တော့အားအင်တွေဖြည့်လာသလိုထင်ရတယ်
ဒီလိုကြောက်ရင်ချင်းမှကင်းဝေးလာတဲ့တပြိုင်နက်ခံစားရတဲ့ပျော်ရွှင်မှုဟာသူကြိုထင်ထားတဲ့ပျော်ရွှင်မှုမျိုးနဲ့ဘာမှမဆိုင်ဘူးတိတ်ကိုထူးခြားတဲ့ပျော်ရွှင်မှုမျိုးပဲဒီလိုမပျော်မိတာကဘာလောက်ကြာပြီထင်ရင်ပျော်ရွှင်မှုဆိုတာကိုတော့သူမိသလောက်ဖြစ်နေပြီကိုဒီတော့ဘဝကိုပိုပြီးဆူဆူပြေပြေဖြစ်လာအောင်သူစိတ်ထဲမှာပုံဖော်ကြည့်လိုက်တယ်သူကြိုက်ဆုံးတင်ခဲအမျိုးအစားတွေထောင်ပုံရာပုံရဲ့အလယ်မှာရောက်နေတဲ့သူ့ရုပ်ပုံလွှာကိုပြီးပြီးပြင်းပြင်းသူပြန်မြင်နေရတယ်တင်ခဲတွေကတစိမ့်မျိုးစုံကဘာကျော်ချက်တာတို့ဘရိုင်းတို့အပါဝင်ပေါ်သူအကြိုက်ဆုံးတင်ခဲတွေကိုကြိတ်တလောက်ထိုင်စားနေတဲ့သူ့ပုံကိုသူတတိချာချာမြင်နေရတယ်အဲ့လိုမြင်ရတဲ့အတွက်သူပြောလာတယ်အဲ့ဒီမှာသူစဉ်းစားတယ်ဒီနတ်တုတ်တာတမျှအရသာရှိတဲ့တင်ခဲတွေကိုသူဘယ်လောက်စားနိုင်မှာလဲတင်ခဲသစ်တွေကိုသူ့မျက်စိထဲမှာပြက်ပြက်ထင်ထင်မြင်လာလေတကယ်တင်ခဲတွေနဲ့တူလာလေပဲအဲ့လိုသူ့အာယုံထဲမှာပိုပြီးပြင်းပြလာတဲ့အခါတင်ခဲအစ်စ်တွေကိုတွေ့ရတော့မယ်လို့သူပိုပြီးယုံကြည်လာတယ်အဲ့ဒီခါနိုင်ငံမှာသူရေးပြန်ရောကျွန်တော်စိတ်ထဲမှာတင်ခဲတွေကိုမတွေ့ခင်တကယ်စားရတယ်ထင်လာတယ်အဲ့ဒါကြောင့်တင်ခဲရှိရာကိုကျွန်တော်ရောက်တော့မယ်ထင်လာတယ်ဘာကြောင့်ငါဒီလိုစောစောမလုပ်ခဲ့မိတာလဲလို့ဟောသူ့ကိုယ်သူပြန်မေးတယ်အဲ့ဒီမှာဝင်ကဘာလန်းတစ်လျှောက်သူ့အပြေးနှုံးဟာစံချိန်တက်လာတော့တာပဲပိုပြီးအားပါလာတယ်ခြေလမ်းတွေပိုတွက်လာတယ်မကြခင်အတွင်းမှာပဲဒိန်ခဲရိပ်သားကြီးတစ်ခုကိုသူတွေ့ပြန်တယ်ဒီတခါတော့သေချာပြီပေါ့အဝင်ဝမှာဒိန်ခဲအစနာတွေတွေ့ရတာကိုအလူတခါမှမမြင်ဘူးတဲ့ဒိန်ခဲအမျိုးအစားတွေပါလားမြင်တာနဲ့သိနိုင်တယ်လေတကယ်အကောင်းဆုံးအညွန့်အဖူးတွေမြည်ကြည့်တော့ထင်းတဲ့အတိုင်းပါပဲဗျာကောင်းမှကောင်းဒိန်ခဲအစနာတွေကိုတွေ့သမျှသူကောက်စားတယ်ပြီးတော့တွေ့သမျှအစနာတွေကိုအိတ်ထဲကောက်ထည့်သေးတယ်ဟမ်နဲ့အတူစားဖြစ်ခြင်းစားဖြစ်မှလေသူ့မှာအားတွေမန်းတွေပြန်ပြေးလာတယ်စိတ်လှုပ်ရှားမှုပြင်းတဲ့သူအထဲကိုဝင်ခဲ့တယ်ဖျားသူအရန်စိတ်တက်ပြတ်သွားတယ်အထဲမှာကျတော့ဘာမှမရှိပါလားတစုံတစ်ယောက်ကဒီနေရာကိုအရင်ရောက်ပြီးဒီနောက်ဆုံးပေါ်ဒိန်ခဲတစ်တွေတည်သွားပြီပေါ့ငါတွေ့ခဲ့တာငါစားခဲ့တာကဖိတ်ကြကြံရစ်တဲ့အစအနကလေးတွေပါလားဒီတော့မှသူနောင်တရတယ်စောစီးစီးသာတက်ကြွလိုက်ရင်ဒီနေရာဟာသူ့နေရာဖြစ်ရမယ်ပေါ့အဲ့ဒီမှာဟောဆုံးဖြစ်ချက်တစ်ခုချလိုက်ပြန်နေဟမ်စီကိုပြန်သွားမယ်နှစ်ယောက်သားပူးပေါင်းကြိုးစားမယ်သူအသင့်ဖြစ်ပါမလားဒီလိုနဲ့နောက်ကျောင်းပြန်လှည့်ပြီးတနေရာမှာရေးပြန်နေဒိန်ခဲဟောင်းတွေကိုမြန်မြန်တန်ရောစင်ဖြတ်နိုင်ပြီးဒိန်ခဲသစ်တွေ့ဖို့မြန်လေပဲဟောတယောက်လာရလမ်းတိုင်းလှည့်ပြီးဒိန်ခဲရိပ်သာစီရှိရာကိုအရောက်ပြန်လာခဲ့တယ်ယူလာခဲ့တဲ့ဒိန်ခဲလက်လက်ဆက်ဆက်တွေဟမ်ကိုပေးတယ်ဒါပေမဲ့ဟမ်ကလက်မခံဘူးဗျာဟောရမ်းစိတ်တက်ကြသွားတယ်စိတ်ပြက်ပြက်နဲ့ပြန်ထွက်လာခဲ့ရတာပေါ့ဒုံရင်ကိုပြန်ရောက်အောင်သွားပြီးခီးဆက်ရပြန်နေပေါ့နောက်ဆုံးပြန်လှည့်ခဲ့တဲ့နေရာရောက်တော့တငယ်ချင်းလှုပ်တဲ့လူကိုသူအရန်သတိရလာပြန်ရောဒါပေမဲ့သူရောက်ခဲ့တဲ့ခီးသူရရှိခဲ့တဲ့အတွေ့အကြုံတွေအတွက်လေသူကြည်နူးနေတယ်သူအဓိကပန်းနိုင်ဟာဒိန်ခဲများများရဖို့တခုတည်းမဟုတ်ဘူးဆိုတာသူသိလာတယ်သူ့ကိုပျော်ရွှင်မှုရစေတာဟာဒိန်ခဲတခုတည်းမဟုတ်ဘူးကြောက်လို့ပြေးနေတာမဟုတ်ပဲကိုယ့်ရည်ရွယ်ချက်နဲ့ကိုပြေးနေတယ်ဆိုတာသိတော့ကိုယ့်ဘဝကိုပူပြီးကျေနပ်လာတယ်အဲ့လိုမြင်တက်လာတော့ဟောဟာစားရမယ်တောက်ရမယ်ဘဝနဲ့စီဒိန်ခဲရိပ်သာမှာနေခဲ့တဲ့အလဟတ်သက်အချိန်တွေမှလို့အားတော့အားငယ်မဖြစ်တော့ဘူးအဲ့လိုဘဝအမြင်တွေပြောင်းလာတဲ့အချိန်အကြောက်တရားဟာသူ့ကိုအတားအဆီးမဖြစ်နိုင်တော့ဘူးဆိုတာသိလာတဲ့အချိန်မှာလမ်းတစ်ထဲကိုစွန့်စွန့်ဆဆဝင်လာခြင်းရဲ့အကျိုးအာနိသင်ကိုလည်းသူမြင်လာတော့တာပေါ့ဒီလိုလမ်းတစ်နောက်ကိုလိုက်ခဲ့တဲ့အတွက်အာဟာရတွေဖြည့်လာတာခွန်အားသစ်တွေရလာတာမဟုတ်လားခုတော့သူကောက်ချက်တစ်ခုဆွဲနိုင်ပြီလူတာကိုမရခင်မှာအချိန်ဟာအခရာပဲဆိုတဲ့အသည့်တစ်ခုပဲတကယ်တော့ဟောဟာအဲ့ဒီအချိန်မှာသူ့ရဲ့ပန်းတိုင်ဟာလက်တကမ်းမှာရှိနေပြီဆိုတာသူသိနေပြီအဲ့လိုတည်တည်ချာချာသိလိုက်တော့သူပြုံးလိုက်တယ်ဒိန်ခဲမရှိတဲ့နေရာမှာစောင့်ဆိုင်နေရတာထက်ဝင်ကဘာတဲကိုရှောက်သွားနေရတာကပိုပြီးအန္တရာယ်ကင်းတယ်ဘဝတွေ့ကြုံများလေအတိတိုးလေပဲမို့ဟောတယောက်လောကအမြင်အသစ်တစ်ခုထက်ရပြန်နေတခုခုတွေးကြောင်နေတယ်ဆိုပါတော့အဲ့တခုခုကိုနှစ်ဖူးတွေ့ဒူးတွေ့ကြုံတဲ့အခါထင်သလောက်ကြောက်စရာမကောင်းဘူးဆိုတဲ့အချက်ပဲတင်းစိတ်ထဲမှာတင်းခွင့်ပြုချက်နဲ့အုံကျင်းဖွဲ့ပြီးစုဝေးနေတဲ့အကြောက်တရားဟာတကယ်ရင်ဆိုင်ရတဲ့အခါအမှန်ထက်ပိုပြီးကြောက်စရာကောင်းနေတဲ့သဘောပဲဟောဟာဒိန်ခဲသစ်ရှာမတွေ့မှကိုတီမလောက်ကြောက်ခဲ့တယ်ဒါကြောင့်ထွက်ရှာခြင်းစိတ်တောင်မရှိပဲဖြစ်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့စွန့်စားကြီးထွက်လာကလေးကသူခီးကိုအသက်ဆက်နိုင်အောင်တော့ဒိန်ခဲတွေဟိုတစဒီစတွေးခဲ့တာပဲမဟုတ်လားအဲ့ဒီအင်အားနဲ့ပဲခီးဆက်ဖို့သူတာဆူနေပြီအဲ့လိုရှိကိုမျှော်ကြည့်လိုက်မိတာနဲ့သူ့ရင်တွေခုန်နေပြီစိတ်တွေလှုပ်ရှားနေပြီသူ့ရဲ့တန်ကြီးတက်နေတဲ့လောကအမြင်ဟောင်းတွေဟာတန်တရားတွေစိုးရင်စိတ်တိမ်တလားတွေဖုံးနေခဲ့တယ်ဆိုတာသူမြင်လာပြီသူဟာဒိန်ခဲတွေဘယ်တော့မှရတော့မှာမဟုတ်ဘူးလို့လည်းတွေးခဲ့ဘူးတယ်
တွေ့ပြန်ရင်လဲလုံလုံလောက်လောက်ရှိမှာမဟုတ်ဘူးလို့ထင်ခဲ့တယ်အဲ့ဒီတော့ကသူတွေးပုံကအဖြစ်ဘက်ကမဟုတ်ဘူးအပြက်ဘက်ကကြီးဖြစ်နေတယ်ဒါပေမဲ့သူသည်တစ်ခေါက်ထွက်လာကြတဲ့ကသူ့အတွေးခေါ်တွေပြောင်းလာခဲ့တယ်ဟိုတုန်းကဒင်ကင်းရှိတဲ့နေရာမှာဒင်ကင်းရှိကိုရှိရမယ်လို့သူထင်ခဲ့တယ်အချိန်ကြီးပြောင်းသွားတာကိုသူလက်မခံခဲ့ဘူးခုတော့သူသဘောပေါက်ပြီးမတည်မြဲတဲ့သဘောပဲအပြောင်းလဲဆိုမျောလင့်ထားသည်ဖြစ်စေမထားသည်ဖြစ်စေကျုံရမြဲဓမ္မတာသဘောကိုသူနားလည်ခဲ့ပြီးအပြောင်းလဲနဲ့ကြုံလာရင်ခြေမကိုင်းမိလက်မကိုင်းမိဖြစ်တာဟာမျောလင့်မထားလို့ပေါ့အပြောင်းလဲကိုကရှာမနေလို့ပေါ့ဒီလိုအပြောင်းလဲဆိုတဲ့သဘာဝတရားကိုနားလည်လာတော့သူ့အတွေးခေါ်တွေအဆွဲလန်းတွေပါပြောင်းလာတယ်ခဏရက်ပြီးသူရေးပြန်တယ်အတွေးခေါ်ဟောင်းများသည်ဒိန်ခဲအသစ်ရှိရာသို့သင်အားလမ်းညွှန်နိုင်လိမ့်မည်မဟုတ်ဟော်ကီဆက်တယ်ဝင်ကဘာလန်းတစ်လျှောက်အတော့နှင်းနေဒိန်ခဲတော့မတွေ့သေးဘူးနောက်ထပ်တိုးလာတဲ့သူ့လောကအမြင်တွေကိုပြန်တွေးတယ်အတွေးသစ်အမြင်သစ်တို့ကြောင့်အမှုအကျင့်သစ်တွေသူ့မှာဝင်လာတယ်ဆိုတာသူသတိထားမိလာတယ်ဒိန်ခဲရိတ်တာစီတို့တစ်ခေါက်ပြန်သွားခဲ့တုန်းကအမှုအကျင့်မျိုးသူ့မှာမရှိတော့ဘူးယုံကြည်ချက်ပြောင်းလဲလိုက်ပြီဆိုတာနဲ့အပြုအမူအနေထိုင်မှာပြောင်းသွားတယ်ဆိုတာသူသိပြီအပြောင်းလဲဆိုတာလူကိုဒုက္ခပေးတယ်လို့သင်ယုံခြင်းယုံပါအပြောင်းလဲကိုဆန့်ကျင်လို့ကဆန့်ကျင်ပါဒါမှမဟုတ်ဒင်ငယ်အသစ်ရှာပုံတော်ခီးကအပြောင်းလဲကိုကြိုးဆိုဖို့အထောက်အကူပြုတယ်လို့လည်းသင်ယုံကြည်နိုင်ပါတယ်အဲ့ဒါတွေအားလုံးဟာသင်ဘလို့ယုံကြည်မှုမျိုးကိုရွေးချယ်တယ်ဆိုတဲ့အပေါ်မှာတည်ပါတယ်နိုင်ငံပေါ်မှာသူရေးပြန်တယ်ဒင်ငယ်အသစ်ကိုရှာတွေ့ပြီးစားသုံးနိုင်ပြီလို့သင်မြင်လာတဲ့အချိန်ဟာသင်ဘဝလမ်းကြောင်းတစ်စစ်ချိုးပြောင်းသွားတဲ့အချိန်ပဲသူဟာစီနီယာကစောစောခွာပြီးအပြောင်းလဲကိုလက်ခံမယ်ဆိုရင်အခုအချိန်မှာဒီတက်အခြေအနေကောင်းနေမှာလို့ဟောတယောက်ခုမှသဘောပေါက်ရှာတယ်လေစိတ်ရောရုပ်ပါဓာတ်ထက်ပိုပြီးအားကောင်းမောင်းတန်ဖြစ်နေမှာဒင်ငယ်တဲ့နောက်ကိုလိုက်ရမှာလဲတက်တီအဖြစ်အားမှန်ဖြစ်နေမှာပြီးတော့ဒီအချိန်လောက်ဆိုဒင်ငယ်ပုံကြီးတဲ့ရောက်ချင်ရောက်နေမှာတကယ်အပြောင်းလဲဖြစ်နေပါလျက်စွန့်ငင်းပြီးအချိန်တွေဖြုံးခဲ့ခြင်းမလားဟောဟာရှိသမျှစိတ်ခုံအားတွေကိုစုစည်းလိုက်တယ်ပြီးမှပို၍ဝေးသောဝင်ကဘာလန်းတွေစီမရောက်ဖူးသေးတဲ့နေရာတွေစီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်ပြင်းလွှိုင်းနဲ့ဒင်ငယ်တွေဟိုမှာနင်းနေဒီမှာနင်းနေတွေ့တယ်ဒီတော့သူအားပြန်ပြေးလာတယ်ယုံကြည်မှုလည်းပိုရလာတယ်ပေါ့လာရလန်းတစ်လျှောက်ကိုဟောပြန်တွေးကြည့်တယ်နေရာပေါင်းများစွာမှာသူ့အတွေးအမြင်တွေရေးထားခဲ့မိတဲ့အတွက်သူဝမ်းသာနေတယ်ဟမ်လိုက်လာရင်ဒီစာတန်းတွေဟာသူ့အတွက်ဝင်ကဘာလမ်းညွှန်တွေဖြစ်လိမ့်မယ်လို့သူယုံကြည်တယ်သူလိုက်လာဖြစ်ရင်ပေါ့လေမိမိသွားတဲ့လမ်းကြောင်းအတိုင်းသူလိုက်လာဖြစ်ပါစေလို့ပဲဟောဆုတောင်းရတော့တာပေါ့ဒါဆိုရင်တော့ငါလက်ရည်တွေသူတွေ့ကောင်းမှရဲ့ဖတ်မိကောင်းမှရဲ့တော်ကြာကလေးကရေးဖို့စိတ်ကူးရှိခဲ့တဲ့စကားလုံးတွေကိုသူရေးချလိုက်ပြန်တယ်မတိမတာအပြောင်းလဲလေးများကိုစောစောစီစီသတိထားမိမယ်ဆိုရင်နောင်တွေ့ရမယ့်အေယာမအပြောင်းလဲကြီးများကိုရင်ဆိုင်တဲ့နေရာမှာအထောက်အကူဖြစ်စေတယ်ခုတော့ဟောတယောက်အတိတ်ကိုအတိတ်မှာထားခဲ့ပြီးအနာဂတ်နဲ့သဟဇာတာဖြစ်ဖို့ပဲအာရုံပြုတော့တယ်ဝင်ကဘာထဲမှာပိုလို့တန်ပိုလို့မြန်တဲ့ခြေလမ်းများနဲ့သူဆက်ပြေးနေတယ်တိတ်မကြပါဘူးထင်းတဲ့အတိုင်းဖြစ်လာတော့တာပါပဲဝင်ကဘာဟာသူ့ကဘာလိုဖြစ်လာတယ်သူသွားနေကြခီးလိုဖြစ်လာတယ်အဲ့ဒီမှာပန်းနိုင်နဲ့ဒိုင်းကနေသွားတိုးတော့တာပဲအန်လို့ခေါ်တဲ့ဒင်ခဲရိတ်တာအတစ်တစ်ခုဘွားကနေသူ့ရှိမှာပေါ်လာတယ်လေအထဲကိုဝင်သွားတော့မြင်ရတဲ့မြင်ကွင်းကြောင့်သူအထိတ်တလန့်ဖြစ်သွားတယ်ဒီလောက်များပြတဲ့ဒီလောက်မြင့်မားတဲ့ဒင်ခဲအပုံကြီးကိုသူ့တက်တက်တခါမှမတွေ့ဘူးခဲ့ဘူးအဲ့ဒီထဲကအမျိုးအစားတော်တော်များများကိုသူမမြင်ဘူးမကြားဘူးတကယ်လေလားအိမ်မက်လားဝေဝါးဝါးနဲ့သူတအပ်တော်ဖြစ်နေတော့မှမိဟောင်းဆိုရောက်နှစ်ယောက်ကိုသွားတွေ့တယ် Snuff နဲ့ Scary လေ Snuff ကဟောကိုခေါင်းညိတ်ပြီးခီးဦးကြိုပြူတယ် Scary ကလက်တန်းကလေးထောင်ပြပြီးနှုတ်ဆက်တယ်နှစ်ကောင်စလုံးဘိုက်ကလေးတွေရွှဲလို့ဒီနေရာကိုရောက်နေတာတော်တော်ကြာပြီဆိုတာပြနေတာလေဟောကသူတို့ကိုခက်လောလောနှုတ်ဆက်ပြီးငက်ငက်နဲ့ဒင်ခဲတွေကိုတစ်ခုချင်းစိတ်ကြိုက်မြေးတော့တာပဲပြီးမှဖနက်ချွတ်အားကစားဝတ်စုံလေးချွတ်ပြီးတီတီတက်တက်ခောက်တယ်ပြီးတော့နဘေးမှာပဲချထားတယ်အရေးအကြောင်းဆိုရင်ချက်ချင်းကောက်ဆွတ်နိုင်တယ်လေနောက်တော့ဒင်ခဲပုံကြီးအလဲကိုခုံဆင်းလိုက်တော့တာပါပဲအဝအပြေးစားပြီးမှလက်လက်ဆက်ဆက်ဒင်ခဲတုံးကိုမြှောက်ကင်ပြီးကောင်းကြီးပေးဆုတောင်းလိုက်တယ်အပြောင်းလဲတွက်ဟေးဒင်ခဲလက်လက်ဆက်ဆက်တွေတဝရီစားနေရင်ရရှိခဲ့တဲ့အတွေ့အကြုံတွေအကြောင်းသူပြန်တွေးတယ်လက်ဆက်သက်တော့လုံးဝမရှိတော့တဲ့ဒင်ခဲဟောင်းတွေကိုအိမ်မက်ဆက်မက်နေတာဟာအပြောင်းလေးကိုငါကြောက်နေခဲ့တာပါလားဆိုတာပြန်မြင်လာတယ်ဒါဆိုဘယ်ယာကသူ့ကိုပြောင်းလဲလိုက်တာလဲငက်ပြီးတေမာကိုကြောက်တာကြောင့်လားဟောပြန်စဉ်းစားတယ်ဟုတ်တယ်အဲ့ဒါလည်းပါလိမ့်မယ်
ဒီတော့သဘောပေါက်သွားပြီးသူရေတယ်လေလမ်းလွဲနေတာကိုသိလာလို့ကိုပြန်ရေပြီးချင်းစပြောင်းလဲခဲ့တာပဲအမြန်ဆုံးပြောင်းလဲနိုင်ဖို့နီးလန်းဟာကိုမိတ်မိန်မှုအတွက်ကိုပြန်ရေပြစ်မိဖို့ပဲအဲ့လိုရေးနိုင်ပြီဆိုရင်ချက်ချင်းအလုံးစားဖြစ်တော့တာပဲရှေ့ကိုတိုးပြီးဆက်လှုပ်ရှားဖို့ Sniff နဲ့ Scary တို့စီကလည်းသူသင်ခန်းစာတွေရလိုက်တယ်သူတို့ကဘဝကိုရိုးကလေးတွေးတယ်လူရာထက်ပိုပြီးမစင်စားဘူးရှုပ်ထွေးအောင်မလုပ်ဘူးဒိန်ခဲရိတ်သားစီမှာအခြေအနေတွေပြောင်းလာတော့ဒိန်ခဲတွေရွှေ့သွားတော့ဒိန်ခဲနဲ့အတူသူတို့လိုက်ပြောင်းသွားတာပဲဒါကိုသူဘယ်တော့မှမမေ့တော့ဘူးအဲ့ဒီမှာဟောဟာကြွက်ကလေးတွေထက်လူကလေးတွေကပိုပြီးတာကြောင်ပြဖို့သူ့အုံနောက်ကိုအသုံးချတော့တာပဲအတိတ်ကအမားတွေကိုသူပြန်စဉ်းစားတယ်အနာဂတ်အတွက်စီမံကိန်းတွေချတယ်ပြောင်းလဲနဲ့နှစ်ပါးသွားဖို့တင် जा လေးလာလို့ရတယ်ဆိုတာသူသိပြီလေအရာတိုင်းကိုရိုးရှင်းလေးတွေးဖို့လိုတယ်ဆိုတာပိုပြီးသဘောပေါက်ထားရမယ်အလျှော့တင်းလုပ်ရမယ်ပြီးတော့မြန်ဆက်လှုပ်ရှားရမယ်လိုရာထက်ပိုပြီးရှုပ်ထွေးအောင်စဉ်းစားဖို့မလိုအကြောက်တရားတွေနဲ့ကိုအမြင်မကြည့်အောင်မလုပ်ရအောင်အပြောင်းလဲကြီးတွေရောက်လာရင်အစင်သင်းဖြစ်နေအောင်အပြောင်းလဲကလေးတွေကိုသတိရှိနေရမယ်အလျှော့တင်းလုပ်ဖို့လည်းမြန်ဆန်ရမယ်အချိန်မီမလုပ်နိုင်ရင်နောက်လုံးဝမလုပ်ဖြစ်တာမျိုးနဲ့ကြုံနိုင်တယ်အပြောင်းလဲမလုပ်ရအောင်ချုပ်တီးထားတဲ့တရားခံဟာမိမိကိုယ်တိုင်ပဲဒါကြောင့်ကိုယ်တိုင်ကပြောင်းလဲမှရမယ်အဓိကအကျဆုံးအကြောင်းအရာကသင်အတိမဖြူတနည်းအားရမှာဒိန်ခဲအသစ်ရှိနေတယ်ဆိုတာပဲအကြောက်တရားကိုမောင်းထုတ်ပြနိုင်ပြီးစွန့်စားခံဖွင့်ပြီးဆိုတာနဲ့သင်ဆုလက်ကိုခံစားနေရမှာပဲဒါပေမဲ့ကြောက်တဲ့ကိစ္စကြရင်ကြောက်ရမယ်ဆိုတာလေသူသိထားတယ်တကယ်အန်ဒီကိုရှောင်ကွင်းနိုင်မယ်ကြောက်ချင်းမျိုးလေဒါပေမဲ့များသောအားဖြင့်သူတွေးကြောက်ခဲ့တာတွေဟာအထီးပဲမရှိတာဆိုတာသူနောက်မှသဘောပေါက်တာအဲ့ဒါကြောင့်သူအချိန်မီအပြောင်းလဲမလုပ်နိုင်ခဲ့တာပေါ့အဲ့တုန်းကအပြောင်းလဲဆိုတာကြီးကိုသူလုံးဝလက်မခံခဲ့ဘူးကံကောင်းထောက်မှလို့အပြောင်းလဲဟာသူ့ကိုယ်ထဲကိုခေါင်းမီးချုံဝင်လာပြီးပိုကောင်းတဲ့ဒင်ခဲစီကိုလမ်းညွှန်ပေးခဲ့တာတပြိုင်တည်းမှာသူ့ကိုယ်ထဲမှာရှိတဲ့အရေးချင်းကောင်းတွေတောင်ပေါ်လာသေးတယ်တိုးလာတဲ့ဘ ഹു တုတတွေပြန်စင်းစားရင်တငယ်ချင်းဟမ်အကြောင်းမှာခေါင်းထဲဝင်လာတယ်ဒင်ခဲရိတ်တာစီမာနဲ့လမ်းတစ်လျှောက်သူရေးခဲ့တဲ့နီတိတွေကိုသူဖတ်မိပါမလားဟမ်တယောက်စိတ်လွတ်လက်လွတ်နဲ့ထွက်ကောလာဖြစ်ပါမလားဝင်ကဘာထဲဝင်လာပြီးသူ့ဘဝဆက်လက်ရှင်တန်ရေးဟာဘာဆိုတာသူရှာဖွေတွေးရှိပါမလားမသိသူစီပြန်သွားရရင်ကောင်းမလားတွေးမိပြန်နေဟောကလမ်းကိုကောင်းကျွမ်းနေပြီလေတွေ့ရင်ဒွိဟာဖြစ်နေတဲ့သူ့ကိုတရားပြနိုင်ကောင်းပါရဲ့စီယုံနိုင်ကောင်းပါရဲ့ဒါပေမဲ့တခါကြိုးစားပြီးပြီဆိုတာပြန်သတိရလာတယ်တကယ်တော့ဟမ်ဟာအတ္တာဟိအတ္တာနောနထောကိုအားကိုးရမှာဘယ်သူမှသူ့အတွက်လုပ်ပေးလို့မရအောင်အတင်းတိုက်တွန်းလို့လည်းမရဘူးပြောင်းလဲခြင်းရဲ့အကျိုးအမြတ်ကိုကိုယ်တိုင်ရှားရမှာသူ့အတွက်သေးလွန်စားတွေထားခဲ့ပြီးပြီပဲနိုင်ငံဘောကစာတန်းတွေဖတ်မိရင်လမ်းမှန်ကိုတွေ့ရမှာပေါ့ဒင်ခဲရိတ်တာအန်ရဲ့အခြေပြန့်ဆုံးနိုင်ငံတနေရာမှာမှတ်သားခဲ့သမျှအတွေ့အကြုံတွေစီပြီးရေးချပြန်နေပြီးတော့စာတန်းတွေပေါ်မှာအေယာမဒင်ခဲပုံကြီးဆွဲလိုက်တယ်ပြီးတော့သူ့ဘဝအမြင်တွေကိုကြည့်ပြီးပြုံးနေတယ်လေအပြောင်းလဲဆိုတာဖြစ်မြဲဓမ္မတာပဲအဲ့ဒီအပြောင်းလဲကဒင်ခဲကိုအမြဲတမ်းနေရာရွှေ့ထားတယ်အပြောင်းလဲကိုကြိုတွေးထားပါဒင်ခဲနေရာရွှေ့ထားမဲ့အတွက်အသင့်ပြင်ထားပါအပြောင်းလဲကိုသတိနဲ့စောင့်နေပါဒင်ခဲကိုမကြာခဏနမ်းကြည့်ပါမှုန်နှံ့ကိုသတိပြုပါအမြန်ဆုံးလိုက်လျောညီထွေစွာပြောင်းလဲပါဒင်ခဲဟောင်းကိုမြန်မြန်တန်ရောစင်ဖြစ်နိုင်လေဒင်ခဲအစ်စ်မြန်မြန်ရလွယ်လေပဲအပြောင်းလဲဒင်ခဲနဲ့အတူလိုက်ပြောင်းပါအပြောင်းလဲကိုချစ်မြတ်နိုးပါစွန့်စားကံကိုတန်ဖိုးထားပါဒင်ခဲအစ်စ်ကိုအရသာရှိသုံးဆောင်ပါနောက်တစ်ချိန်အမြန်ပြောင်းလဲဖို့အသင့်ဖြစ်နေပါစေပြီးတော့နောက်ထပ်ပျော်ပါစားသုံးပါသူတို့ကဒင်ခဲကိုအမြဲတမ်းဆက်ပြီးနေရာရွှေ့နေလိမ့်မယ်ဒင်ခဲရိတ်တာစီမဟမ်နဲ့ခွဲခဲ့တဲ့အချိန်တိုင်းတာကိုဟောပြန်စဉ်းစားလိုက်တယ်။ကြာခဲ့ပြီပဲ။အဝေးကြီးကိုရောက်ခဲ့ပြီပေါ့။ဒါပေမဲ့ဒီအချိန်ဒီမှာပဲငိမ့်ကလေးနှက်နေလိုက်ရင်ဟမ်ရဲ့ဘဝမျိုးကိုလွယ်ကလေးပြန်ရောက်သွားနိုင်တယ်ဆိုတာလေဟောတဲ့သဘောပေါက်တယ်။ဒါကြောင့်ဒင်ခဲရိတ်တာအန်ကိုနေ့တိုင်းစစ်ဆေးတယ်။ဒင်ခဲအခြေအနေကိုအမြဲတမ်းလေ့လာတယ်။အထိတ်တလန့်ဖြစ်စရာတွေနဲ့မမျှော်လင့်တဲ့အပြောင်းအလဲတွေဖြစ်လာမှာကိုရှောင်နိုင်အောင်ဘာမှမဆိုသူလုပ်မှာပဲ။ဒင်ခဲတွေကတော့တောင်ပုံရာပုံရှိနေတော့မယ်ဒါပေမဲ့ဝင်းကဘာတွေထွက်ပြီးနေ့တိုင်းလေးလာတယ်နေရာတစ်တွေကိုရှောက်သွားတယ်ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတာမျက်ခြေပြတ်မခံတော့ဘူးဒူးနံပြီးဇင်ခံနေတာထက်လှုပ်လှုပ်ရှားရှားသွားလာစူးစမ်းနေတာကပူပြီးဘဝလုံခြုံမှုရှိတယ်ဆိုတာသူသိလာပြီလေအဲ့ဒီမှာခြေတံလိုလှုပ်ရှားတဲ့တခုဝင်းကဘာတွေဘက်ကသူကြားလိုက်တယ်တဖြည်းဖြည်းအတန်ပူကျလာတယ်တေးကြပြီးတဲရုပ်လာနေပြီ
ဟမ်ရောက်လာတာဖြစ်နိုင်ပါမလားဟောဟိုတောင်းကသူ့ဘွားကနေပေါ်လာလိမ့်မလားတူတူတုတ်တုတ်ဆူတောင်းလိုက်ပြီးဟောကတငယ်ချင်းကိုရင်တမမစောင့်နေတယ်ဒီလိုဆူတောင်းပြီးစောင့်ခဲ့ပေါင်းလဲများပါပြီလေနောက်ဆုံးတော့တငယ်ချင်းဟမ်တယောက်ရောက်လာဖို့တင်ကင်းနဲ့အတူနေရာလိုက်ပြောင်းပါပြီးတော့မှအပိုင်ယူပါဆွေးနွေးပွဲထူးညညပိုင်းဇလန်းဆုံးတော့မိုက်ကအခန်းထဲကိုဝေးကြည့်လိုက်တယ်တငယ်ချင်းအားလုံးသူ့ကိုပြုံးပြုံးကြီးပြန်ကြည့်နေကြ၏ပြီးတော့ကျေးဇူးတင်ကြောင်းဝိုင်းပြောကြတယ်ဇလန်းတွေကအများကြီးရလိုက်ကြောင်းလည်းပြောကြ၏နေတန်ကအားလုံးကိုမေးလိုက်တယ်တို့တွေပြန်တွေ့ပြီးညစာမှထပ်ဆွေးနွေးကြရင်မကောင်းဘူးလားအားလုံးသဘောတူကြ၏သူဖြင့်ညစာမစားမီရမကားဝိုင်းဖွဲ့ရင်စကားပြောကြဖို့စီစဉ်လိုက်ကြသည်ညနေပိုင်းဟိုတယ်တစ်ခု၏တီးတန့်ခန်းတွင်ပြန်ဆုံကြ၏တင်ကဲရှာပုံတော်အကြောင်းနောက်ပြောင်ကြည့်စေရင်စမြုပ်ပြန်ကြသည်သူတို့ကိုယ်တိုင်ဝင်ကဘာထဲရောက်နေကြသည်အလားထို့နောက်အန်ဂျလာကခက်ရွှင်ရွှင်မေးသည်ကဲနင်တို့ကိုနင်တို့ဇလန်တွေကဘသူနဲ့တူတယ်ထင်တယ်လဲစနီဖ်လားစကာရီလားဟောလားဟမ်လားကာလုစ်ကစဖြေသည်အေးဟာအဲ့ဒီအကြောင်းနေ့လည်ကငါစဉ်းစားနေတာငါ့ရဲ့အားကစားပစ္စည်းလုပ်ငန်းမစခင်အချိန်ကိုငါကောင်းကောင်းမှတ်မိတယ်အပြောင်းလဲတွေနဲ့တော်တော်နှပန်းလုံးခဲ့ရတယ်ငါစနစ်တော့မဟုတ်ဘူးအပြောင်းလဲကိုငါဘယ်တော့မှကြိုပြီးအနက်မရအောင်ပြီးတော့ငါစကာရီလည်းမဟုတ်ဘူးအဲ့ဒါသိကြတယ်ဘာလို့လဲဆိုတော့ငါရဲ့လှုပ်ရှားမှုတွေမမြန်ဘူးမတွက်ဘူးတကယ်ကဟမ်နဲ့ငါတူတာနေကြနေရမှာပဲနေခြင်းနဲ့ကိုပတ်ဝန်းကျင်မှာပဲကိုပြောတယ်အမှန်တိုင်းဝန်ခံရရင်အပြောင်းလဲနဲ့ငါရင်မဆိုင်ခြင်းဘူးကြုံလည်းမကြုံခြင်းဘူးမိုက်ကယ်မှာကျောင်းတုန်းကကာလုစ်နဲ့အခင်ဆုံးတငယ်ချင်းဖြစ်သည်ခုလဲကျောင်းတုန်းကလေတံဖြစ်မိုက်ကယ်ကဟေ့ကောင်မင်းဘာတွေပြောနေတာလဲမမျောလင့်မဲ့အလုပ်ထဲမှာအပြောင်းလဲတွေဖြစ်တယ်မိုက်ကယ်ကကာလုစ်အပြေကိုကြားတော့ရေပြီးပြောသည်ဧကနာမင်းအလုပ်ပြုတ်ခဲ့ပြီထင်တယ်အေးငါအပြင်ကိုထွက်ပြီးဒိန်ခဲတစ်မရှာခြင်းဘူးဆိုပါတော့ကွာအပြောင်းလဲဟာငါစီရောက်မလာသင့်ဘူးလို့ပြောဖို့ငါမှအထောက်ထားအကောင်းစားတွေရှိတယ်ဒါကြောင့်အဲ့တုန်းကငါအရန်စိတ်ထဲကြားခဲ့မိတယ်အစပိုင်းမှာငြိမ်နေကြတဲ့တငယ်ချင်းတစ်တိုက်နေသာထိုင်သာရှိလာပြီးစကားဝိုင်းနဲ့ဝင်လာကြသည်တက်သေးဝင်သွားသည့် friend လဲပါသည် friend ကဟမ်အကြောင်းကြားတော့တငယ်ချင်းတယောက်ကိုသွားသတိရတယ်ဟုအစချီပြီးသူ့အတွေ့အကြုံကိုပြောပြသည်လုပ်ငန်းခွင်မှာသူ့ဌာနအပိတ်ခံရတယ်သူကအဲ့ဒီအဖြစ်ကိုမကြည့်ချင်ဘူးသူ့လူတွေကိုလည်းဟိုဒီဒီပို့ပစ်တယ်ငါတို့သူ့ကိုဝိုင်းပြောကြတယ်အလုပ်ကိုင်ခွင့်လန်းတွေအများကြီးပါလို့တခြားကုမ္ပဏီတွေနဲ့ဆက်သွယ်ပါလို့သူနားမထောင်ဘူးအပြောင်းလဲကိုလက်ခံရမယ်ဆိုတာ तू မစင်စားဘူးခုတော့ तू တော်တော်အခက်အခဲဖြစ်နေပြီသူ့စီကိုရောက်မလာဘူးလို့ထင်တဲ့အပြောင်းလဲကိုလက်ခံဖို့အလျှော့တင်မလုပ်နိုင်သေးလို့ဖြစ်သွားတာပဲငါစီလည်းအဲ့အပြောင်းလဲဆိုတာရောက်လာမယ်မထင်ခဲ့ပါဘူးဒါပေမဲ့ငါတင်ငယ်တွေအရွှေ့ခံရတာတစ်ခါနှစ်ခါမကတော့ဘူးအားလုံးဝိုင်းရကြသည်သို့တော့နေတန်ကခက်တီတီနဲ့ဆက်ဆွေးနွေးသည်အပြောင်းလဲဆိုတာငါတို့အားလုံးစီကိုရောက်နေပြီပဲလို့ခြုံပြောလို့ရပါတယ်သူကဆက်သေးသည်ငါမိသားစုတင်ငယ်ဇလန်ကိုစောစောစီးစီးကြားဖို့ရင်ဘယ်လောက်ကောင်းမလဲကွာကံမကောင်းအကြောင်းမလားကျင်တော့ငါတို့လုပ်ငန်းထဲမှာအပြောင်းလဲဖြစ်လာတာကိုငါတို့လက်မခံချင်ကြဘူးခုတော့တိတ်နောက်ကျသွားပြီငါတို့ဆိုင်တွေတော်တော်များများပေးရတော့မယ်တငယ်ချင်းများထဲမှာတော်တော်များများအံ့ဩနေကြသည်သူတို့အားလုံးကနေတန်းကိုကံကောင်းသူတစ်နှစ်ထက်တစ်နှစ်လုပ်ငန်းတိုးတက်နေသူအဖြစ်နားလေထားကြသည်မဟုတ်လားဘလို့ဖြစ်တာလဲဟဲ့ဂျက်စီကာကတီးကျင်စိတ်ဖြစ်မိလိုက်သည်ငါတို့ဆိုင်ကလေးတွေခွဲပြီးရှောက်ဖွင့်လာတာတဖြည်းဖြည်းနဲ့ခင်းနောက်မှာကျန်ခဲ့တယ်လေအီယာမကုန်တဲ့ကြီးတွေကပစ္စည်းမျိုးစုံတင်ပြီးဈေးလျှော့ရောင်းနိုင်တော့တို့ကွဲတာပေါ့ဘယ်ရှင်းနိုင်မလဲငါခုတော့သဘောပေါက်ပါပြီ snap နဲ့ sky လို့လောက်ရမယ်စားငါတို့ကဟမ်ရဲ့လမ်းစဉ်ကိုလိုက်ခဲ့မိတယ်ရောက်တဲ့နေရာမှာကြောက်ချနေပြီးဘာပြောင်းလဲမှမလုပ်ဘူးပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတာငါတို့မသိကြိုးကြုံလှုပ်ထားခဲ့ကြတယ်ခုတော့ဒုက္ခလတ်လတ်တွေ့နေပြီလေတို့အားလုံးဟောစီကသင်ခန်းစာတစ်ခုနှစ်ခုလောက်အနည်းဆုံးယူသင့်တယ်လော်ရာကစီးပွားရေးတွင်အောင်မြင်နေသည့်အမျိုးသမီးဖြစ်သည်တစ်ချိန်လုံးနားထောင်နေပြီးစကားနေသူဖြစ်ခုမှသူစကားဝိုင်းနဲ့ဝင်လာသည်မနေ့ကလူစုခွဲပြီးတဲ့နောက်ပိုင်းမှာကိုလည်းအဲ့ဒီဇလန်ကိုပြန်စဉ်းစားနေတာပဲငါလောက်တာဘာတွေမှားနေသလဲဆိုတာမြင်ဖို့ရယ်ကိုပြန်ရတဲ့ဖို့ရယ်အပြောင်းလဲကိုရင်ဆိုင်ပြီးပိုကောင်းအောင်လုပ်ဖို့ရယ်အဲ့ဒါတွေဖြစ်မြောက်အောင်ဘယ်လိုလုပ်ရပါမလဲပေါ့ခြုံပြောရရင်ဟောနေတူအောင်ဘယ်လိုလုပ်ရမလဲဆိုတာပေါ့လော်ရာဆက်ပြောသည်ပြီးတော့ကိုသိကြံလာတယ်ကိုတို့ဒီမှာရောက်နေတဲ့တငယ်ချင်းအားလုံးထဲမှာအပြောင်းလဲကိုကြောက်တာဘယ်နှယောက်ပါမလဲလို့အားလုံးငြိမ်နေကြသည်ဒီတော့လော်ကအကြံပြုသည်ကဲလက်ညှိုးထောင်ကြကွာလက်ညှိုးတစ်ချောင်းမြောက်လာသည်အင်းဟုတ်ပြီတို့ထဲမှာရိုးသားတဲ့လူတယောက်ရှိသေးတာပဲပြောပြီးလော်ရာဆက်ပြန်သည်ခုကိုမင်းမဲ့နောက်မေးခွန်းကိုမင်းတို့သဘောကျကြမှာပါတခြားလူတွေကအပြောင်းလဲကိုကြောက်ကြတယ်လို့ထင်တဲ့လူတို့အထဲမှာဘယ်နှယောက်ပါတယ်လဲလက်တွေအားလုံးမြောက်တက်လာကြသည်အားလုံးဝိုင်းရကြသည်လော်ရာကထပ်မေးပြန်သည်အဲ့ဒါကိုတို့ဘယ်လိုအတိတ်ပဲကောက်မလဲ
အမှန်တရားကိုညှင်းပယ်ခြင်းပေါ်နေတန်ကဝင်ဖြေသည်မိုက်ကယ်ကထောက်ခံသည်တခါတလေမှငါတို့တွေဟာကိုကြောက်နေမှမသိကြဘူးအဲ့ဒါကိုတွေ့ပဲဒီဇလန်ကိုကြားစားကမကြောက်ရင်မင်းပါလုံးမလဲဆိုတဲ့မေးခွန်းကိုသိကြိုက်တယ်ဂျက်စီကာထပ်ဖြည့်သည်ဒီဇက်ထဲကငါရလိုက်တာကတော့ငါဘာသာငါကြောက်ချင်ကြောက်နေမယ်ငါကြိုက်ချင်ကြိုက်မယ်မကြိုက်ပဲနေခြင်းလဲနေမယ်ဒါပေမဲ့အပြောင်းလဲဆိုတာငါစီကိုတေချာပေါက်ရောက်လာမှာပဲဆိုတဲ့အချက်ပဲငါတခုသွားသတိရတယ်ကြာတော့ကြာခဲ့ပြီငါတို့ကုမ္ပဏီကဆွေဆောင်ချမ်းအတွဲတွေရောင်းနေအဲ့ဒီအတွဲပေါင်းများစွာကိုကွန်ပျူတာဓာတ်ပြားထဲထည့်လိုက်ရင်တစ်ချက်နဲ့လုံလောက်တယ်အဲ့ဒါကိုများထုတ်ပြီးဈေးပေါပေါနဲ့ရောင်းဖို့မိတ်ဆွေတယောက်ကအကြံပေးတယ်ငါတို့ကုမ္ပဏီအနေနဲ့ထုတ်လုပ်မှုဈေးလည်းမဆိုသလောက်ပဲကုန်မယ်ဝယ်သူတွေအတွက်အပုံကြီးသက်သာသွားမယ်ဒါပေမဲ့ငါတို့အားလုံးကအဲ့ဒီအကြံကိုပယ်ချခဲ့တယ်ဘာလို့နေလို့ပယ်တာလဲနေတန်းဝင်မေးသည်ဘာဖြစ်လို့လဲဆိုတော့အဲ့တုန်းကငါတို့ကုမ္ပဏီရဲ့ကြောရိုးဟာအယောင်အင်အားလို့ငါတို့ယုံကြည်ခဲ့တာကိုအိမ်နိုင်ရာရောက်ပို့ပေးတဲ့စနစ်နဲ့တို့အောင်မြင်နေခြင်းလေအယောင်အားလုံးဟာကော်မရှင်ပေါ်မှာမှီနေတော့ထွက်ကုန်ဈေးနှုန်းမြင့်လေတို့တွက်ချေကြိုက်လေပေါ့အဲ့ဒီနည်းနဲ့တို့အောင်မြင်နေအကြာကြီးလေဒီတော့တို့လည်းတသက်လုံးဒီတိုင်းသွားမယ်ထင်တာပေါ့အဲ့ဒါနင်းတို့တင်ခဲပေါ့ဟုတ်လားနေတန်းထပ်မိသည်ဒါပေါ့ဟာဒီတော့ငါတို့ဆက်မိန်နေတာပေါ့အဲ့ဒီအကြောင်းတွေငါပြန်စဉ်းစားကြည့်တယ်သူတို့ကဒိန်ခဲကိုနေရာရွှေ့ထားတယ်ဆိုတာထက်ဒိန်ခဲမှာအသက်ရှိပြီးသူ့ဘာသာသူထွက်ပြေးသွားတာလို့ပြောတာပိုကောင်းနေထားပါတော့ဘလို့ပဲဖြစ်ဖြစ်ငါတို့မပြောင်းခဲ့ကြဘူးဒါပေမဲ့ငါတို့အပြိုင်ဆိုင်တွေကအခြေအနေနဲ့လိုက်ပြောင်းနေတို့အယောင်းဆိုင်ချိန်တွေထူးကျသွားတယ်ကုမ္ပဏီလည်းအသက်မရှူနိုင်အောင်ဖြစ်သွားတယ်ခုတော့စက်မှုပိုင်းဆိုင်ရာအေယာမတိုးတက်ပြောင်းလဲမှုကြီးနဲ့ငါတို့ထိတ်တိုးနေပြီငါတို့ဘက်ကဘယ်သူမှကြံ့ကြံ့ခံပြီးတိုက်ပွဲမဝင်ချင်ကြတော့ဘူးအခြေအနေသိပ်ဆိုးသွားပြီငါလည်းမကြခင်ပြုတ်တော့မှာပဲခုအချိန်ဟာနင်တို့ဝင်ကဘာတဲ့ထွက်ရမယ့်အချိန်ပဲကာလုစ်ကမှတ်ချက်ချတော့အားလုံးကဝိုင်းရကြသည်ဂျက်စီကာပါလိုက်ရသည်ကာလုစ်ကဂျက်စီကာပဲလှည့်ပြီးနင့်ကိုနေရေးနိုင်တာဟာကောင်းတဲ့လက္ခဏာပဲဂျက်စီကာဟုအားပေးသည်ဖရင်ကလည်းသူ့အမြင်ကိုထုတ်ပြောသည်ဒီဇက်လန်တွေကငါရလိုက်တာလေအဲ့ဒါပဲကွငါကိုတိတ်အလေးနဲ့ထားလို့နေနောက်ဆုံးဟောသူ့ကိုယ်သူပြန်ပြီးရေမောနိုင်တဲ့အချိန်ကြမှာဘလို့ပြောင်းလဲခဲ့တယ်ဆိုတာငါသတိထားမိတယ်အန်ဂျလာကမေးခွန်းထုတ်လာတယ်ဟမ်တယောက်အပြောင်းလဲကိုလက်ခံပြီးနောက်ဆုံးဒိန်ခဲတစ်တွေ့တယ်လို့နင်တို့ထင်ကြသလားငါတော့သူတွေ့တယ်လို့ထင်တယ်အယ်လင်းဤအဖြေတိုရီကန်ကွက်သည်ငါတော့မထင်ဘူးလူတချို့ဟာအပြောင်းလဲကိုဘယ်တော့မှလက်မခံဘူးလှေနံဓာတ်ထစ်သမားတွေရှိတယ်အဲ့ဒီအတွက်ကြားရောက်လာတဲ့တန်းကိုလဲစင်းခံခြင်းခံမယ်သူတို့ကဒိန်ခဲကိုသူတို့ပိုင်ပစ္စည်းလို့သူတို့ရပိုင်ခွင့်လို့ပုံသေးတွက်ထားတာသူတို့ရှိရဒိန်ခဲပြောက်သွားပြီဆိုတာနဲ့ငတုံးတွေဖြစ်သွားပြီးဟိုလူအပြစ်ပုံချဒီလူအပြစ်ပုံချလှုပ်တော့တာပဲသူတို့ဟာအပြင်ထွက်ပြီးစွန့်စားကန်ဖွင့်တဲ့လူတွေနဲ့မတူတော့ပဲစိတ်ကြသမားတွေဖြစ်ကုန်ရောနေတန်ကသူ့ကိုယ်သူပြောသလိုလေတန်ဖြစ်ပြောသည်ငါထင်တော့ပြဿနာကအဲ့လိုအခြေအနေတွေကရုံးထွက်ဖို့ဘာတွေလိုအပ်တယ်လဲဆက်ပြီးလှုပ်ရှားဖို့ဘာတွေလိုလဲဆိုတာသိဖို့ပဲအားလုံးခဏငြိမ်သွားကြ၏အတန်ကြာမှနေတန်ကအမှန်တိုင်းပြောရရင်တို့တိုင်းပြည်တစ်ဖက်ချမ်းမှာဘာတွေဖြစ်နေလဲဆိုတာငါမြင်တယ်ဒါပေမဲ့အဲ့ဒီဂီရက်ဟာငါတို့စီအထိရိုက်လာလိမ့်မယ်လို့ငါမထင်ခဲ့ဘူးငါထင်တော့အပြောင်းလဲကိုစီရောက်လာမှတုံ့ပြန်တာထက်ခုမှအားရင်ရှိတော့ကိုကဥအောင်လာမိပြီးပြေးတွေ့တာကပိုပြီးအတိတ်ပဲရှိမယ်မင်းပါဆိုလိုတာလေးနေတန်ဖရင်ကနားမရှင်းသလိုပြန်မေး၏နေတန်ကဖြေသည်ငါတို့ဆိုင်တွေတိုက်ခန်းတွေအားလုံးရောင်းထုတ်တနေရာမှာခိမီကုန်တဲ့တစ်ခုဆောက်ပြီးတော့သူတို့နဲ့ရှင်အဲ့လိုလုပ်ဖြစ်ရင်ဘယ်လိုနေမလဲဆိုပြီးငါစဉ်းစားတာလေလော်ရာဝင်ဆွေးနေသည်အဲ့ဒါဟောလို့သွားတဲ့အတူတူပဲမဟုတ်ဘူးလားနေရာမှာသူရေးသွားရလေစွန်စားကန်ကိုတံပိုးထားပါဒင်ကင်းနဲ့အတူလိုက်ရွှေ့ပါဆိုတာလေဖရင်ကတမျိုးတွေ့တခုရှိတယ်ကွာပြောင်းလဲမလုပ်သင့်တဲ့ကိစ္စတွေလည်းရှိသေးတယ်ဥမာကွာငါဆိုရင်ငါကိုယ်တိုင်သတ်မှတ်ထားတဲ့မူလတံပိုးကိုအမြဲစုပ်ကင်ထားခြင်းနဲ့အေးလေခုတော့ငါသဘောပေါက်ပါပြီငါဟာဒင်ကဲနဲ့အတူစောစောစီးစီးလိုက်ရွှေ့ရင်ဓာတ်ထက်ကန်ကောင်းနိုင်စရာရှိတယ်ပေါ့အမြဲတမ်းအပြီးတမှာဆန်ကျင်သည့်ရစ်ချတ်ကခုမှစဆွေးနွေးသည်ဓာတ်ထက်မိုက်ကယ်မင်းပုံမြင်ကလေးကနားထောင်လို့တော့ကောင်းပါတယ်ဒါပေမဲ့မင်းကုမ္ပဏီမှာတကယ်တမ်းဘလို့အသုံးချတယ်ဆိုတာလေတို့ပြောပါဦးတငယ်ချင်းတတိုက်ရစ်ချတ်အီဇလန်ကိုမကြားသည်သူနှင့်အဆက်ပြတ်နေကြ၏မကြသေးခင်ကသူတို့လင်မယားကွဲကြသည်အလုတ်တစ်ဖက်မိကောင်ပေါက်တွေတစ်ဖက်နဲ့သူရုန်းကန်နေရ၏မိုက်ကယ်ကရှင်းပြသည်ငါအလုတ်ကနေ့စဉ်ပြဿနာတွေကိုချက်ချင်းရှင်းရတဲ့အလုပ်မျိုးကွာအမှန်ရှေ့ဆက်ရမယ့်ခီကိုကြိုတွေးရမှာအနာဂတ်ကိုပိုပြီးသတိနဲ့ကြည့်ရမှာဒါပေမဲ့အဲ့ဒီနေ့စဉ်ပြဿနာတွေကိုငါရှင်းနိုင်မယ်ထင်လား24နာရီလုံးလုံးပြဿနာမျိုးစုံတက်နေတာကြတော့ငါနားမထောင်ချင်တော့တော်တော်ပြောစရာမကောင်းတဲ့ကိစ္စပဲဒါပေမဲ့ငါဒီဒိန်ခဲဇက်လန်ကိုကြားပြီးဟောရဲ့အပြောင်းလဲကိုငါလေ့လာတယ်အဲ့ဒီမှာငါအလုပ်ဟာဒိန်ခဲအစ်စ်ပုံရေးပြရမယ့်အလုပ်မျိုးဆိုတာသိလိုက်တယ်အဲ့ဒါကိုပြပြပြလုပ်နိုင်ဖို့လက်တွေ့ကျကျလုပ်နိုင်ဖို့လုပ်ဖို့ကိုင်ဘက်တွေနဲ့ပေါင်းပြီးစူးစမ်းခဲ့ရတယ်အင်ဂျလာဝင်ထောက်ခံသည်ဟုတ်ပါတယ်စိတ်ဝင်စားစရာပဲငါသဘောပြောရရင်ဇက်လန်ရဲ့
အားအကောင်းဆုံးပိုင်းဟာဟောတယောက်အကြောက်တရားကိုမောင်းထုတ်နိုင်ပြီးသူ့စိတ်ထဲမှာဒိန်ခဲတစ်တွေမြင်လာတဲ့ခံမယ်ဝင်ကဘာထဲမှာပြင်းပြင်းမကြောက်တော့ပဲပြောလာတယ်အဲ့ဒီမှာတိတိတတ်တာသူ့အခြေအနေကောင်းလာတာလေတစ်ချိန်လုံးမျက်မှောင်ကုပ်ပြီးနားထောင်နေသည့်ရစ်ချတ်ကဒီတော့မှသူ့ကြောင့်ပြောပြသည်ငါမန်နေဂျာမငါ့ကိုပြောတယ်ကွငါတို့ကုမ္ပဏီအပြောင်းလဲလုပ်ဖို့လိုပြီတဲ့ငါအချိန်တော့သူငါ့ကိုအပြောင်းလဲလုပ်ဖို့ပြောတာပဲဒါပေမဲ့ငါနားမထောင်ချင်ဘူးငါအချိန်တော့ငါဟာဒိန်ခဲတစ်ပါဆိုတာဘယ်တော့မှသိမဲ့ကောင်မျိုးမဟုတ်ဘူးအမျိုးသမီးကအတင်းတွန်းနေမဟုတ်ရင်ငါကြီးနေရာမှာရှိချင်မှရှိမှာသူကခက်ရဲရဲပြုံးပြီးစကားဆက်သည်ဒိန်ခဲတစ်ရှာဖွေရေးကိုငါသဘောကျသွားတယ်ဆိုတာဝန်ခံမှာပဲစိတ်ထဲမှာတကယ်တွေ့ပြီးတကယ်စားရပြီလို့ထင်လာတယ်အဲ့ဒီမှာတင်လူကတအားတက်ကြွလာတယ်ဘာလို့မှမကြောက်တော့ဘူးအပြောင်းလဲကိစ္စတွေကိုလည်းပို့ပြီးစိတ်ဝင်စားလာတယ်အမှန်ဒီနည်းကိုငါအိမ်မှာလည်းသုံးရမှာကွာငါကလေးတွေကသူတို့ဘဝမှာဘာအပြောင်းလဲမှဖြစ်မလာနိုင်ဘူးထင်နေကြတယ်အနာဂတ်မှာဘာတွေရှိမလဲဆိုတာတွေးပြီးသူကြောက်နေလို့စုအပြောင်းလဲကိုလက်မခံချင်ကြတာဖြစ်မယ်ငါဒိန်ခဲအစ်စ်ပုံကိုပြီးပြီးပြင်းဆွဲမပြသေးလို့လည်းဖြစ်ချင်ဖြစ်လိမ့်မယ်ငါကိုယ်တိုင်ဒိန်ခဲအစ်စ်နဲ့နှစ်ဖူးတွေ့ဒူးတွေ့မကြုံသေးလို့လည်းဖြစ်ချင်ဖြစ်မှာပေါ့ကွာအားလုံးငြိမ်ကြသွားပြီးမိသားစုအကြောင်းတွေသူတို့ခေါင်းထဲသို့အရှူရှူဝင်လာကြသည်အဲလင်းကစသည်နင်တို့အားလုံးအလုပ်ကြောင်းပဲခေါင်းထဲမှာရှိကြတယ်ငါဇလန်းကိုနားထောင်ကြတဲ့ကငါဘွားနဲ့ရှင်ပြီးစဉ်းစားခဲ့တာငါရဲ့လက်ရှိလူမှုရေးဘဝဟာဒိန်ခဲအဟောင်းကြီးပဲဟောင်းနာမှာဆူဆူရွရွမှုတက်နေပြီတူရီကရေပြီးထောက်ခံသည်ငါလည်းနှိလိုပါပဲဟာလက်ရှိအခြေအနေဆိုတဲ့ကနေရုံထွက်မှထင်တယ်အန်ဂျလာကဘဝင်မကျသည့်ပုံစံဖြင့်ဒိန်ခဲမှုတက်ရတဲ့အမှုချင်းဟောင်းနေကြောင်မဖြစ်နိုင်ဘူးလားငါတို့တကယ်စွန့်ပြစ်ရမှာငါတို့လူမှုရေးဘဝကိုပိုဆိုးစေတဲ့အမှုချင်းတွေပဲပြီးမှအတွေးခေါ်တဲ့ခြေလန်းတဲ့ဘဝကိုပြောင်းပြစ်ရမှာဟိုက်ကောင်းလိုက်တဲ့အတွေးကွာဒိန်ခဲအစ်စ်ဆိုတာလူတစ်ယောက်တည်းရဲ့ဒုတိယဘဝမျက်နှာစာပေါ့တူရီကထောက်ခံခြင်းဖြစ်၏ရစ်ချတ်ကငါထင်တာတွေထက်ပိုသေးတယ်ဆိုတာငါခုတွေးနေတာငါအနေနဲ့တော့ဘဝဆက်ဆံမှုပုံစံပြောင်းတာတက်အမှုချင်းဟောင်းတွေဆွန့်လိုက်ဖို့ပိုလိုအပ်မယ်ထင်တယ်အချင်းဟောင်းတွေမပယ်နိုင်ရင်ဒုံရင်ပဲနေမှာပဲအလုပ်တစ်ခုပြောင်းလို့တာထက်ငါတို့ကုမ္ပဏီအပြောင်းလဲလုပ်ရမှာတရက်တအားဝိုင်းပိုင်ကောင်းမယ်ထင်တယ်အခြားတစ်မျိုးမှာရောက်နေပြီးဒီပြန်လေတွေ့ဆုံပွဲအတွက်တက်ရောက်လာသည့်ဘက်ကီစကားဝိုင်းနဲ့ဝင်လာသည်ဇလန်းကိုရောမင်းတို့အားလုံးဝေဖန်တာတွေရောနားထောင်နေရင်ကိုရေးချင်လာတယ်ကိုဟာတကယ်တော့ဟန်မဲအပြောင်းလဲကိုကြောက်ပြီးစင်ကြီးတွေအမျိုးမျိုးပေးပြီးတနေရာထဲမှာကုတ်ကက်နေတာကိုလူလူစားဘယ်လောက်များများရှိမလဲမသိဘူးနော်ကိုကျင့်တွေအမှတ်မတင်သားသမီးတွေစီရောက်ကုန်ပြီလားမသိပါဘူးကွာတည်တည်ချာချာစဉ်းစားကြည့်တော့အပြောင်းလဲဟာပိုပြီးတစ်လွင်နဲ့ပိုပြီးမြင့်မြတ်တဲ့နေရာကိုဥဆောင်နိုင်တယ်လို့ကိုသဘောပေါက်တယ်ကိုတို့သားအကြီးကောင်ဒုတိယနှစ်အထက်တန်းကျောင်းသားဘဝကိုသွားသတိရတယ်အမျိုးသားအီလီနွိုင်းကနေဘာမောင်ကိုပြောင်းရတော့သားကြီးကလုံးဝမလိုက်ချင်ဘူးသူကတိတ်အပေါင်းသိမင်တာလေပြီးတော့သူကကျောင်းရီကူးတင်မှာချန်ပီယံကွာအဲ့ဒီမှာကိုတို့ပြောင်းမယ်လေဆိုရောသူဒေါသပုံထပါလေရောဘာမောင်ရောက်တော့တဲမကြပါဘူးစကိတ်စီရင်ဘာမောင်တောင်တန်းတွေကိုချစ်လာကြီးရဖြစ်တော့တာပါပဲခုတော့ကိုတော်ချောကကော်လိုရာဒိုတက္ကသိုလ်မှာပျော်လို့လေကိုတို့အားလုံးဒီဒင်ခဲဆက်လန်းကိုစီအိမ်ပြန်တည်သွားပြီးကော်ဖီတောက်ရင်ဆွေးနွေးရရင်မိသားစုဘဝအမော်တွေတိတိတတ်တာရောချသွားမယ်လို့ထင်တယ်ဂျက်စီကာသဘောတူသည်ငါတို့အိမ်ရောက်ချင်းဒင်ခဲဆက်လန်းကိုဖောက်တည်ချမယ်ပြီးတော့သူတို့ဝေဖန်ခိုင်းမယ်ငါဟာစနစ်ဖလာစကာရီလာဟောလာဟမ်လာလို့သူတို့ကိုလည်းဘသူနဲ့တူတယ်ထင်လဲမေးမယ်ပြီးတော့ဒုမိသားစုရဲ့ဒင်ခဲဟောင်းကြီးအကြောင်းလဲဆွေးနွေးမယ်ဒင်ခဲသစ်ဆိုတာဘလို့နေမလဲဆိုတာလဲခန့်မှန်းခိုင်းမယ်အေးကောင်းတယ်နင့်ကြံကောင်းနေချက်စီကရစ်ချတ်ဤထောက်ခံတဲ့နောက်ဖရင်ကဖြည့်ဆွဆွေးနေပြန်သည်ငါတော့ဟောနဲ့ပူတူမယ်ထင်တယ်ဘာလို့လဲဆိုတော့ဒင်ခဲနဲ့တူငါလိုက်ရွှေ့နေတာ哦ငါရဲဘော်တွေထဲမှာဒီဆက်လန်းကဖြန့်လိုက်အောင်မယ်အပြောင်းလဲရဲ့သဘောတဘာဝကိုသူတို့နားလည်အောင်လို့လေတော်တော်စိတ်ဝင်စားစရာကောင်းတဲ့စကားဝိုင်းတွေဖြစ်လာမှသိကြတယ်ဆက်ပြောသူမိုက်ကယ်ကထက်ရှင်းတယ်အေးပေါ်လေလုပ်ငန်းတိုးတက်အောင်လဲတို့ဒီအတိုင်းလုပ်ကြရတာပဲဒင်ခဲဇလန်ကိုတို့အချိန်ချင်းဆွေးနွေးခဲ့ကြတာပေါ့ဒီဇက်ကနေဘာတွေယူရမယ်တို့ကိုယ်ပိုင်ဘဝတွေမှာဘလို့အသုံးချရမယ်ဆိုတာတွေပေါ့ဘာသာစကားတူတဲ့လူတွေအချင်းချင်းအပြောင်းလဲနဲ့ရင်ဆိုင်ဖို့ကိစ္စတွေပြောရတာနှိပ်ပါတယ်ထိရောက်မှုလည်းရှိတယ်ငါတို့ကုမ္ပဏီတွေကိုတော်တော်နဲ့ဆိုင်ကျေးပြန့်သွားတယ်နေတန်ကထပ်မိတယ်ဘယ်လောက်ထိကျေးပြန့်သွားလဲဆိုပါဦးဒီလိုကဒုအဖွဲ့ကြီးတွေကိုတကယ်ကွင်းစင်ကြည့်တော့မှသူတို့မှာခွန်အားမရှိဘူးလို့ထင်နေတဲ့လူတော်တော်များများကိုတွေ့ရတယ်အဲ့ဒါဘာကိုပြနေတယ်လဲဆိုရင်သူတို့ဟာအပေါ်ကကျလာမဲ့အပြောင်းလဲကိုသူတို့လက်မခံချင်ကြတာအမှန်ကတော့ကွာအပေါ်ကကျလာတဲ့အပြောင်းလဲနဲ့ဘယ်ရက်ကလာတဲ့အပြောင်းလဲဖြစ်ဖြစ်အတူတူပါပဲမိုက်ကယ်ကထပ်ဖြည့်သေးသည်ငါဒီဒင်ငယ်ဇလန်ကိုစောစောစီစီရခဲ့ရင်သိကောင်းပါပဲကွာဘာဖြစ်လို့လဲမိုက်ကယ်ကကားလို့ဆွေမေးချင်းဖြစ်ဒီလိုကအပြောင်းလဲကိုရင်ဆိုင်ကြဖို့ငါတို့စဉ်းစားနေတဲ့အချိန်မှာလုပ်ငန်းအခြေအနေကတော်တော်ဆိုးနေပြီလူတွေထွက်နေကြပြီအဲ့ဒီထဲမှာငါတငယ်ချင်းတွေလူတော်တွေတော်တော်များများပါသွားတယ်ဘာမှမတက်နိုင်တဲ့အချိန်လေ
တို့ဒီအတိုင်းလက်ပိုက်ကြည့်နေခဲ့ရတယ်ဘလို့ပဲဖြစ်ဖြစ်ကုမ္ပဏီမှာမထွက်ပဲကြံနေတဲ့လူတွေအားလုံးဒိန်ခဲဆက်လန်းကြောင့်သူတို့အမြင်တွေလုံးဝပြောင်းသွားပြီးအရာတိုင်းကိုရှုထောင့်တစ်မျိုးကနေကြီးတက်လာတယ်လို့ပြောကြတယ်ထွက်သွားပြီးအလုပ်သစ်ရှာကြတဲ့လူတွေကတော့ပထမလက်ခံနိုင်ဖို့မလွယ်တဲ့အကြောင်းဒါပေမဲ့ဇက်လန်းကိုဒစိမ့်စိမ့်တွေးတောသူတို့အတွက်အများကြီးအထောက်အကူရတဲ့အကြောင်းပြောကြပါတယ်အန်ဂျလာကဘယ်ဟာကသူတို့ကိုအထောက်အကူရဆုံးနေလဲဟုဖြစ်မိသည်သူတို့စကားအရပြောရရင်တော့သူတို့အကြိုက်ဆုံးအခန်းကအကြောက်တရားကိုမောင်းထုတ်နိုင်ပြီဆိုတာနဲ့ဒိန်ခဲတစ်ဟာတနေရာမှာတကယ်ရှိနေတယ်လာရှာမဲ့လူကိုအသင်းဆောင်နေတယ်ဆိုတာသိလာတဲ့ခံပဲတဲ့သူတို့ပြောသေးတယ်ဒိန်ခဲတစ်ရဲ့ပုံသူတို့ခေါင်းထဲမှာဖော်နိုင်တာနဲ့သူတို့အားတက်လာတယ်တဲ့အင်တာဗျူးတွေမှာလည်းသူတို့အခြေအနေကောင်းလာတယ်တဲ့တော်တော်များများကဒုစီမာထက်ကောင်းတဲ့အလုပ်တွေရသွားကြတယ်လိုရာမေကွန်းထုတ်သည်မင်းတို့ကုမ္ပဏီမှာကြံနေတဲ့လူတွေကရောသူတို့ကတော့ဟိုတုန်းကလိုအပြောင်းအလဲကိုမကြည်မနှက်ဖြစ်ပြီးပူညံမလုပ်ကြတော့ပဲသူတို့ကကျွန်တော်တို့ရဲ့ဒိန်ခဲကိုရွှေ့ပစ်လိုက်ပြီးကျွန်တော်တို့ဒိန်ခဲအစ်စ်ထွက်ရှာကြတာပေါ့လို့ပြောပေါ်ရလာတယ်ကိုတို့အတွက်အချိန်ကိုအများကြီးတက်တာသွားတာပေါ့စိတ်လည်းမပင်ပန်းရတော့သိမကြပါဘူးကလန့်လုံနေတဲ့သူတွေအားလုံးအပြောင်းအလဲဖြစ်ရခြင်းအကျိုးအမြတ်ကိုမြင်လာကြတယ်နောက်ဆုံးသူတို့ဝင်အောင်ကူကြတယ်ဘာကြောင့်အဲ့လိုဖြစ်ရလို့ထင်တယ်ဒိုရီမေကွန်ဖြစ်သည်ကို့ထင်တော့ကုမ္ပဏီတိုင်းမှာရှိတဲ့အုပ်စုအင်အားတစ်မျိုးနဲ့အများကြီးဆိုင်လိမ့်မယ်ထင်တယ်နင်းစဉ်းစားကြည့်လေနင်းလုပ်ခဲ့ဘူးတဲ့ကုမ္ပဏီတွေမှာထိပ်ပန်းကနေပြီးအပြောင်းလဲလုပ်တော့မယ်လို့ကြေညာလိုက်ရင်ကြိုဆိုတဲ့လူများသလားညင်းပယ်လူများသလား friend ကဝင်ဖြေသည်ညင်းတဲ့လူများတာပေါ့မိုက်ကယ်ကခေါင်းညင်ပြီးဟုတ်တယ်အဲ့ဒါဘာကြောင့်လဲကားလုစ်ကဝင်ဖြေသည်လူတွေကအပြောင်းလဲဖြစ်လာရင်ပိုဆိုးမယ်ဒါကြောင့်ပိုနေမြဲကြားနေမြဲပဲနေကြတယ်ခက်တဲ့လူတယောက်ကအပြောင်းလဲဟာမကောင်းဘူးလို့ပြောလိုက်ရင်သူတို့အားလုံးတန်အောင်လိုက်တော့တာပဲမိုက်ကယ်ကပြန်ဖြေသည်ဟုတ်တယ်သူတို့ရင်ထဲကအဲ့အတိုင်းခံစားရတာဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့အဲ့လိုလုံးဝသူတို့လူတော်စင်းဝေမယ်ထင်နေတာ哦အဲ့ဒီမှာခက်ဆော့ဆွာတယောက်ကသဘောထားပေးလိုက်ရင်အားလုံးနောက်လိုက်တွေဖြစ်သွားကြတယ်အဲ့ဒါငါပြောတဲ့အုပ်စုအင်အားပဲအဖွဲ့အစည်းတိုင်းမှာအပြောင်းလဲကိုဒုက္ခပေးနေတာအဲ့ဒီအုပ်စုအင်အားပဲဘက်ကီကထပ်ဖြည့်သည်မိသားစုထဲမှာလည်းအဲ့ဒါမျိုးဖြစ်နိုင်တာပဲနော်ကလေးတွေနဲ့မိဘတွေကြားမှာလေဒါထက်ဒိန်ခဲဇလန်နားထောင်ပြီးတဲ့လူတွေထဲမှာဘလို့အပြောင်းလဲတွေဖြစ်လာတယ်လေမိုက်ကယ်ကရိုးရိုးကလေးရှင်းပြသည်လူတွေပြောင်းလဲလာကြပါတယ်ဘာလို့လဲဆိုတော့ဘယ်သူမှဟမ်နဲ့မတူချင်ကြဘူးလေနေတန်အပါဝင်အားလုံးရေကြသည်နေတန်ကမှတ်ချက်ပေးသေးသည်အဲ့ဒါတော်တော်ကောင်းတဲ့အချက်ပဲငါမိသားစုထဲမှာလည်းဟမ်နဲ့ဘယ်သူမှမတူချင်ဘူးမနစ်ကတို့ပြန်တွေ့ပွဲမှာဘာလို့မင်းအဲ့ဒီဇလန်ပြောမပြတယ်လေအဲ့ဒါဆိုပိုလို့ဖြစ်မှာမိုက်ကယ်ကသူ့နောက်ဆုံးအတွေ့ကိုချပြသည်ဒီဇလန်လေးကောင်းကောင်းအသုံးဝင်နေဆိုတာသိတော့တို့ရဲ့လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့လူတွေစီကိုဖြန့်လိုက်တယ်လေတခြားကုမ္ပဏီတွေလည်းအပြောင်းလဲလိုင်းပုတ်ခံနေရတယ်ဆိုတာတို့သိထားပြီးသား哦ဂျက်စီကခေါင်းထဲသို့အတွေးပေါင်းများစွာဝင်သွားပြီးမနက်ပိုင်းတွင်သူ့စီသို့အဝယ်သမားတွေစီကဖုန်းတွေအများကြီးဝင်လာခဲ့၏သူကနိုင်ငုံကြည့်လိုက်ပြီးကဲတငယ်ချင်းတို့ငါတို့လိမ့်မှဖြစ်မယ်မှုတက်နေတဲ့ဒင်ခဲတွေကိုထားခဲ့ပြီးလက်လက်ဆက်ဆက်ဒင်ခဲအစ်စ်တွေပြေးရှာလိုက်အောင်မယ်ဝါးကနေပွဲကျသွားပြီးအသီးသီးနှုတ်ဆက်ကြသည်သူတို့စကားပြောလို့မဝကြသည်သို့တော့အချိန်တန်သဖြင့်အိမ်ပြန်ချရတော့မည်လူစုမခွဲခင်မိုက်ကယ်ကိုဝိုင်းကျေးဇူးတင်ကြသည်မိုက်ကယ်ကအေးကွာဒီဇက်လန်ကလေးမင်းတို့အတွက်အသုံးကျတယ်ဆိုရင်ငါဝမ်းသာပါတယ်တခြားလူတွေစီကိုလည်းလက်ဆင့်ကမ်းပေးဖို့မင်းတို့ကြုံကြိုက်ကြလိမ့်မယ်လို့ငါထင်ပါတယ်ဟုညီကုန်းချုပ်လိုက်သည်